သနာတော်နှစ်2555ခုဂောဇာတက္ကရာ1383ခုပြာသူလပြည့်စော6ရက်နေ့ခရစ်နှစ်2012ခုဇန်နဝါရီလ14ရက်စနေနေ့မှာမန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်မြင့်ငယ်မြို့ဥယျာဉ်တော်ရွာမင်းကျောင်းစာတင်တိုက်ခန္ဓာဒူရကျောင်းရည်ဆက်ချအခမ်းပွဲအောင်ကျောင်းရည်ဆက်ချအောင်ပွဲအခမ်းအနားအစီအစဉ်ဖြင့်ဆင်ရင်ကျင်းပအပ်သောသစ္စာဓမ္မသဘင်ဖြစ်ပါတယ်သစ္စာဓမ္မသဘင်ရဲ့ပထမညမှာဒီလိုဓမ္မသဘင်ဖြစ်ပေါ်လာဖို့အတွက်ဓမ္မဒါနမတ္တိအလူရှင်ဖြစ်တဲ့ရွှေရန်လင်းမင်းကျောင်းဆရာတော်ဖရာရဲ့မေတ္တာကြောင့်ဓမ္မသဘင်ကြီးဖြစ်ပေါ်လာရပါတယ်ဆရာတော်ရဲ့ဆန္ဒကိုဒီမှာရှိတဲ့မြို့သူမြို့သားရွာသူရွာသားများအားလုံးစုပေါင်းပြီးတော့စီရင်ဆောင်ရွက်တဲ့အတွက်ကြောင့်အခုလိုဓမ္မသဘင်ကြီးဖြစ်ပေါ်လာရတဲ့အတွက်ကြောင့်ဒီနေ့ညသစ္စာဓမ္မသဘင်ရဲ့ပထမညမှာတရားတော်နာရောက်ရှိလာကြတဲ့ဆရာတော်တန်ဃာတော်များသီလရှင်ဆရာကြီးဆရာလေးများကိုရင်ငယ်လေးများဓမ္မမိတ်ဆွေသူတော်စင်များတတိတံဝေကလေးတွေတိုးတက်ရရှိစေဖို့ကိုရနေတဲ့ဘဝကိုကိုးကွယ်နေရတဲ့ဘာသာကိုရောက်ရှိနေတဲ့နေရာဟာဘယ်လောက်ထိတန်ဖိုးရှိတယ်ဆိုတာလေးတွေကိုကိုတန်ဖိုးထားသိရှိစေဖို့အတွက်မြတ်ဗုဒ္ဓရဲ့အလိုတော်ကြအတိုင်းကျေးဇူးတော်ရှင်အက္ခမဟာပါဏိတမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဥပနိတရားလို့ခေါ်ရဲ့ညွန်ကြားမှုတွေကိုအနိကခံယူပြီးတော့မှဒီနေ့အမရပူရမြို့တရင်သုံးမိတင်းနေထိုင်ကြကုန်သောဆရာတော်ရှင်ကောင်းရှင်များအားလုံးရဲ့ဘုန်းကြီးကံရိပ်မေတ္တာရိပ်ရောက်ရှိလာရတဲ့ဓမ္မမိတ်ဆွေသူတော်စင်အားလုံးတို့ရဲ့မေတ္တာရိပ်တွေခိုးလုံပြီးတော့မှဒီနေ့ပထမညမှာကျေးဇူးဆဟောကြားပေးမယ်သစ္စာတရားတော်ကတော့တကယ်အောင်ပွဲဆိုတဲ့သစ္စာတရားနဲ့ကျေးဇူးဆက်ပါမယ်။ဘာတရားလဲ။ဒီနေ့ဆက်မဲ့ကျေးဇူးဆက်မဲ့သစ္စာတရားလေးရဲ့နာမည်ကဘာပါလဲ။တကယ်အောင်ပွဲတဲ့နော်ဒါကြောင့်မြတ်ဗုဒ္ဓပြောတဲ့တကယ်အောင်ပွဲဆိုတာကဘာလဲ။ဦးဇင်းတို့သူတော်ကောင်းတို့ထင်နေကြတဲ့အောင်ပွဲဆိုတာကဘယ်လိုဟာလဲဆိုတာဒီကနေ့တော့ဖြင့်ခွဲခွဲခြားခြားလေးဦးဇင်းရဲ့ဉာဏ်မိသမျှကျေးဇူးဆက်ရမယ့်အချိန်ခါကိုရောက်ရှိပါပြီအဲ့တော့ဒီလိုသစ္စာတရားလေးနဲ့ကျေးဇူးဆက်မယ်ဆိုတော့ဦးဇင်းတို့ရဲ့ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့မွေးဖွားရာနေရာဒေသဒီလိုဒေသလည်းဖြစ်တယ်မြတ်ဗုဒ္ဓရဲ့သစ္စာတရားတွေကိုဟောကြားနာကြားမှာလည်းဖြစ်တဲ့အတွက်ကြောင့်ဦးဇင်းတို့ရဲ့မြတ်ဗုဒ္ဓနဲ့တကွဆရာတော်တန်ဃာတော်များအရိယာဖြစ်သွားကြတဲ့ဆရာတော်တန်ဃာတော်များအရိယာမဖြစ်သေးတဲ့ဆရာတော်တန်ဃာတော်များနဲ့သူတော်ကောင်းစိတ်ထားကြတဲ့လူသားယောက်ျားလူသားမိန်းမမှန်သမျှတို့သည်တတ္တဝအနန္တဘောမှာဘေးဒုက္ခရောက်စေခြင်းကြတာလားချမ်းသာစေခြင်းကြတာလားဒါကြောင့်ဦးဇင်းတို့လည်းဒီနေ့မြတ်ဗုဒ္ဓရဲ့သစ္စာတရားလေးမနာကြားမီမှာအယိုးတော်အသွေးတော်အသားတော်တွေကဓာတ်တော်ကြားခဲ့တဲ့ဆရာတော်ဘုရားကြီးရဲ့မွေးရဌာနကနေပြီးတော့ဦးဇင်းတို့မေတ္တာလေးတွေပို့သားကြရင်မကောင်းဘူးလားအခုနဦးဇင်းတို့လာတဲ့အချိန်မှာဦးဇင်းတို့ကိုမေတ္တာလေးတွေပို့တယ်လို့အခုတတ္တဝအနန္တဘောမှာဆရာတော်ဘုရားကြီးရဲ့မွေးဖွားလာခြင်းဆိုတာနော်တိတ်တန်ဖို့ရှိတဲ့အလုပ်လေးတွေအဲ့ဒီနေရာကနေဦးဇင်းတို့မေတ္တာလေးတွေပို့ကြရအောင်ဦးဇင်းတို့ဒီကနေဆိုပေးပါမယ်ဆက်ကလည်းပြည့်နေတယ်နော်တိုင်းပါမိထားတော့ခဏဦးဇင်းတို့လည်းခကြီးတွေပင်ပန်းပါတယ်အိန္ဒိယရောက်တဲ့နဲ့တောက်လျှောက်နာရီပိုင်းအတွင်းမှာတရားဟောနေတာဘာမှမပြင်ဆင်ရသေးဘူးနော်ကဲဒါကြောင့်ဦးဇင်းဆိုပေးတာလေးကိုလိုက်ဆိုပြီးတော့ဦးဇင်းတို့မေတ္တာလေးတွေပို့ကြရအောင်အထေအယမမြာတရဝချမ်းသာကိုယ်စိတ်မြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လက်ငင်းချမ်းသာကြပါစေအောက်အယမမြာတရဝချမ်းသာကိုယ်စိတ်မြဲကြပါစေအန္တရာယ်ကင်းဘေးတွေရှင်လက်ငင်းချမ်းသာကြပါစေအနန္တစေကြဝလာမြာတရဝချမ်းသာကိုယ်စိတ်မြဲကြပါစေ
Anayake Bedwishi Lengin Shanda Jabazi Tiyaho Tiyana Myawiniya Chanda Kuze Mye Jabazi Anayake Bedwishi Lengin Chanda Jabazi Akulu Myabodha ye Nibbanaရောက်ကြောင်းသစ္စာတရားလေးတွေမနာကြမီမှာဆရာတော်ဘုရားကြီးရဲ့မွေးရမြေဌာနမှာတစ်စင်တတ္တဝါအနန္တကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာစေဖို့မေတ္တာဓာတ်လေးတွေပို့သားကြတဲ့ဓမ္မမိတ်ဆွေသူတော်စင်များလည်းကိုယ်စိတ်နှလုံးရွှင်ပြုံးပြီးတော့မှလိုရာဆန္ဒလေးတွေပြည့်ပြီးတော့တရားထုတရားမြတ်များကိုလင်းမြန်စွာရရှိနိုင်တဲ့သူတော်စင်သူတော်ကောင်းများဖြစ်နိုင်ကြပါစေ။အားလုံးသောဓမ္မမိတ်ဆွေသူတော်စင်များတက်တက်သားသားချမ်းချမ်းသာသာလေးထိုင်ပြီးတော့ဒီနေ့ညကျေးဇူးဆက်ပေးမယ်တရားကောင်းစဉ်ကဘာပါလဲတကယ်အောင်ပွဲဆိုတဲ့တရားသစ္စာတရားတော်ဘာတရားတော်လဲကဲအဲ့ဒီအောင်ပွဲလေးကိုဦးဇင်းတို့နော်စောင်းလေးတွေချုံပြီးတော့ခေါင်းဆုပ်လေးတွေစိုးပြီးတော့နာကြရအောင်နော်ကောင်းမွေးချုံပြီးတော့လည်းမအိပ်နဲ့နော်ငါတော့အပိုင်ပဲဆိုတော့နော်မလီဘုန်းကြီးမှာအာမနာခေါင်းဆုပ်ကြီးတွေနဲ့နော်တပည့်ကြီးတွေနဲ့ဘုရားကြီးနော်အေးရပါတယ်ဘလို့ပဲနာရင်ပြီးရောပေါ့နော်တော်တော်အေးတယ်နော်ကုန်နေတာပဲတို့ကတော့ရေခဲတောင်ကပြန်လာတာဆိုတော့ဒီအေးလောက်တော့အပြော့ပဲပူလို့တောင်ရေချိုးရသေးတယ်နော်ကဲကောင်းပြီဒီနေ့ဆရာတော်ဘုရားကြီးရဲ့မွေးရဌာနဇာတိဆက်ကြွေတဲ့နေရာတန်ဖိုးမရှိဘူးလားတန်ဖိုးတိမှဟောဦးဇင်းတို့နော်ဆရာတော်ဘုရားကြီးကိုကြီးညိုစဉ်ကာလကဟောဒီမှာရေးထားတဲ့ဥယျာဉ်တော်ရွာဆိုတဲ့နေရာလေးဘာရွာပါလိဘယ်နားမှာတော့ဘယ်နေရာတော့ဦးဇင်းတို့အခုအိမ်မဲ့နေတယ်လို့ထင်တယ်အခုလေစိတ်ထဲမှာဦးဇင်းတို့တကယ်ဆရာတော်ဘုရားကြီးရဲ့စာအုပ်တွေလေးလာကြည့်တယ်ဆရာတော်ကြီးဘယ်မျိုးကလဲမန္တလေးမြို့ဥယျာဉ်တော်ရွာအဲ့ဒီမှာစာဖိုင်နဲ့ဆရာတော်ကြီးရဲ့တဘောသာသနာစာအုပ်ထဲမှာဆရာတော်ကြီးရဲ့အမတော်တဲ့ဆရာလေးဟာဟောဒီမန္တလေးမြို့မှာရှိတာကိုဆရာတော်ဘုရားကြီးဒီအမဒီဥယျာဉ်တော်ရွာကနေပြီးတော့ရှီချင်း6ပြီးတော့မှတခါတဲ့မန္တလေးကိုသွားတယ်လို့ဦးဇင်းတို့ကစာအုပ်ထဲမှာဖတ်ပြီးထိုင်ပြီးတော့စဉ်းစားကြည့်တယ်ဒီအညာဒေသဆိုတာလဲဦးဇင်းတို့ကမရောက်ဘူးသေးဘူးဘလို့ပါလေမန္တလေးမြို့နဲ့ဥယျာဉ်တော်ရွာဘဏ္ဍမိုင်ဝေးတယ်လို့လဲစာထဲမှာမဖော်ပြထားဘူးဆရာတော်ကြီးကကိုရင်လေးပေါ်ရတဲ့အခါတဲ့သူ့ရဲ့အမတော်ရှိတဲ့နေရာကိုငါဒီစားတွေသင်မယ်ဆိုပြီးသွားတယ်ဆိုတဲ့ကဆရာတော်ကြီးနေခဲ့တဲ့ရွာနာမေလေးကိုတိုင်ကကိုမလှဘူးလားဘာလဲတော့အတိတ်နမိတ်ရှိလားမရှိဘူးလားဥယျာဉ်ဆိုတာဘာသဘောရှိလဲဟမ်ဘာရှိလဲရှင်ဘီရင်ဒီဘာကစားထွက်လဲဥယျာဉ်တော်ကစားထွက်တယ်ဟောဥယျာဉ်တော်ဆိုတာအမတန်ตาယာလှပအောင်လှုပ်ထားတာဘာလို့ခေါ်လဲဥယျာဉ်တော်လို့ခေါ်တယ်အခုလည်းပဲတို့နိုင်ငံမှာရောတခြားနိုင်ငံတွေမှာပါစိတ်ကိုအပန်းဖြေဖို့အတွက်ဘယ်ကိုသွားကြပါလိမ့်အခုလည်းဦးဇင်းတို့လည်းစိတ်အပန်းဖြေဖို့ဘယ်ရွာကိုလာတာတော့ဒီရွာမှာရှိတဲ့လူတွေတော်တော်အပန်းပြေကြပြီလားဟမ်ပြေဖို့မကောင်းဘူးလားအတိတ်နမိတ်ဆိုတာမရှိဘူးလားဥယျာဉ်တော်ဆိုတာအမတန်သားရတဲ့တစ်သီးတွေပန်းမန်နေနဲ့ကြီးလိုက်မယ်ဆိုရင်ဝင်လိုက်တာနဲ့စိတ်ချမ်းသာသွားအောင်လှုပ်ထားတာနိုင်ငံတကာမှာဥယျာဉ်ပေါင်းများဆိုတာဆောင်ရွက်ထားကြမှာဆရာတော်ကြီးရဲ့မွေးရဌာနကဘယ်လောက်ထိအဓိပ္ပာယ်ရှိတယ်လဲဆိုတာဆရာတော်ကြီးအတွက်တော့အဓိပ္ပာယ်ရှိသွားပြီနော်ဒီရွာမှာနေဒီရွာမှာကြီးဒီထဲမှာဦးဇင်းတို့ထင်ပါတယ်ဆရာတော်ဘုရားကြီးနဲ့ဆွေမကင်းမျိုးမကင်းတဲ့လူတွေများစွာဒီထဲမှာရှိမယ်ကိုယ့်ရဲ့ဆွေတော်မျိုးတော်တပါးဆွေတော်မျိုးတော်ဆရာတော်ကြီးအသားတော်အယိုးတော်အသွေးတော်တွေကဓာတ်တော်ကျသွားပြီဆိုရင်နောက်လိုက်ပုဂ္ဂိုလ်တွေကသာအဲ့ဒါကိုမလိုက်နိုင်ဘူးဆိုရင်တော့
ဒီထက်ဝမ်းနည်းစရာကောင်းတာရှိအောင်မလားအဖေရတတိအမေရတတိဆွေကုန်မျိုးကုန်တောင်းတယ်သားသမီးကအရက်သမားဖြစ်သွားတဲ့လူတွေဘာပြောကြတော့အမလေးမိဘရှေ့ရကိုမနေနိုင်ဘူးအလကားပါအသုံးကြတယ်လို့ပြောတာလားအသုံးမကြဘူးလို့ပြောတာလားယောဂီတို့မှဘာယောဂီတို့လည်းဒါကြောင့်ဆရာတော်ဘုရားကြီးရဲ့ရွာဆိုတာယောဂီများကြီးဦးဇင်းတို့အခုအိန္ဒိယနိုင်ငံမဟာမြေမြတ်မှာဟောပေးခဲ့ပြီးပြီဆရာတော်ကြီးဓာတ်ပုံတွေလည်းရှင်းပြီးတော့တရားစခန်းတွေဖွင့်ခဲ့ပြီးပြီမကြာခင်မှာအခုချောင်းစုံဒေသမှာရောက်နေတဲ့နော်ပင်လယ်ကမ်းခြေမှာတရားနာဟောအပန်းဖြေဖို့လာတဲ့နိုင်ငံသားများဒီကိုလူ80လောက်လာပါလိမ့်မယ်နော်ဦးဇင်းတို့လည်းကြုံရင်းဒီမှာဂိုက်လုပ်ပြီးတော့ရှင်းပြဖို့အစီအစဉ်တွေရှိတယ်မိုးကုတ်ဆရာတော်ကြီးဆိုတာဘယ်လိုလဲတရားထူးတရားမြတ်ရသွားတယ်နိုင်ငံသားတွေအားစလေးစားနေပြီဆရာတော်ဘုရားကြီးကိုဒါကြောင့်သူတို့ကအဲ့လိုလေးစားပြီဆိုရင်သူတို့ရဲ့ခါတဲ့ဌာနနေရာအစ်စ်ကိုလိုက်ပြီးတော့သူတို့သေချာစုံစမ်းတာတွေရှိတယ်နော်ဒါကြောင့်အဲ့ဒီခါမှာနိုင်ငံသားတွေများအဲ့ဒီလိုရောက်လာလို့ဒုပရိသတ်များကိုတရားလေးပါလေးများမေးမယ်ဆိုရင်ဖြေနိုင်တယ်မို့လားအခုနဲ့ဖရာရှိခိုးဆိုလိုက်တရားဦးဇင်းသိသဘောမကျဘူးဖြစ်သွားပြီဆရာတော်ဖရာကြီးရဲ့ရွာပဲကွယ်ဘာဖြစ်လို့ရပ်ပြေ၈ပါးရန်သူမျိုး၅ပါးလာသေးလားမရှိတော့ဘူးเนาะအမှဆရာတော်ကြီးတင်ထားပြီးသားပဲဖရာရှိခိုးလေးတောင်မှဆရာတော်ကြီးရဲ့ရွာလူတွေကတကယ်ကိုအမာခံဖြစ်နေရမှာเนาะပြည်သားများဒါပြောပြတာပါကဲဟုတ်ပြီတို့ရဲ့ကျေးဇူးတော်ရှင်မြတ်ဗုဒ္ဓเนาะမြတ်ဗုဒ္ဓကိုဖွားမြင်တော်မူတာကဘယ်နေရာဘယ်နိုင်ငံနီဘောနိုင်ငံဘာဥယျင်တော်လုံမင်းနေဥယျင်ဩဒီနေရာလေးမှာပေါ့ဘုရားရှင်ကိုတော်မြတ်ကိုဖွားမြင်တော်မူခဲ့တဲ့နေရာသုံးလောကထွတ်ထားတပ်ပင်ညူမြတ်စွာဘုရားလို့ထင်ပေါ်ကြော်ချတော့ဒီနေ့ကမ္ဘာနိုင်ငံအသီးသီးမှာရှိတဲ့လူတွေအားလုံးဘုရားရှင်ကိုတော်မြတ်ဘယ်နေရာမှာဖွာလဲလို့သွားကြလာကြဖူးကြလိုက်တာချမ်းဘုရားကရှိသေးလားဦးဇင်းတို့ကိုယ်တိုင်16ခေါက်ရောက်ပြီးသွားပြီအခု16ခေါက်မြောက်ပြန်လာပြီးပြီအဲ့ဒီနေရာလေးမှာဘာရှိလဲဆိုတော့ဒီပေါက်လေးထဲကဝင်သွားမယ်ဆိုရင်မြတ်ဗုဒ္ဓမွေးချင်းနင်းလိုက်တဲ့ရှည်တော်ရာလေးရှိတယ်အဲ့ဒါလေးကိုသွားဖူးကြတာအမလီငိုငိုရီရီဖះရှည်တော်လေးကြီးတော့ပျော်လိုက်တာအမလီတိတ်တတ်ဖွာခဲ့တဲ့နေရာလေးငါတို့ကိုကဲတင်ဖို့အတွက်မျက်စိနားမျက်စိဖွင့်ပေးခဲ့တဲ့နေရာလေးပဲဆိုတော့ရှီယာလေးတရားကိုကြည့်ဖို့တဲ့မြန်မာနိုင်ငံကသွားနေကြတာတယောက်တယောက်ကို15သိန်းလောက်ကုန်တယ်နိုင်ငံအသီးသီးကလူတိုးလို့မပေါက်အောင်လာပြီးတော့ဟေးအဲ့ဒီရဲ့နိဗ္ဗာန်ဓာတ်ကိုယူပြီးတော့သွားနေလိုက်ကြတာဆရာတော်ဘုရားရှင်ကိုတော်မြတ်ရဲ့ဖွားမြင်တော်မူတဲ့နေရာလေးကိုဘာလို့ရှင်လို့လဲရောက်ရှင်လို့နော်အဲ့လိုမသွားကြဘူးလားဟုတ်ပြီအဲ့ဒီရှီယာရေကန်လေးကတော့မေတော်မာယာသားဖွားလိုက်တဲ့အခါမှာအလိုလိုဘုံချင်ကန်ချင်နေကြောင်းကောင်းကင်ကကြလာရတဲ့ရေဘူးရေစမ်းကြလာတဲ့နေရာလေးရေကန်အခုထိရှိတယ်နော်သက်ရှိထင်ရှားမရှိဘူးလားမျက်မြင်ကိုယ်တွေ့မတွေ့ရဘူးလားဒီအခွေလေးကိုဟိုတနေ့ကချောင်းသာကန်းပင်လယ်ကမ်းခြေမှာရှိနေတဲ့ဂိုက်လိုက်လုပ်ပေးနေတဲ့ကောင်လေးတွေကဖွင့်တယ်ရွာထဲမှာလည်းဥစဉ်တို့အခွေဖွင့်နေတဲ့ခါမှာအဲ့ဒီနိုင်ငံသားဆိုတဲ့လူတွေကဒီအခွေကိုဗမာတွေယုံကြည့်နေတော့သူတို့လည်းလာကြည့်တယ်တဲ့ကြည့်တော့အဲ့ဒါဘာလဲလို့မေးတော့ဂိုက်ကပြောတယ်တဲ့ဖျားဖွားမြင်တော်မူတဲ့နေရာတွေဖျားရှင်ကိုတော်မြတ်ဖျားဖြစ်ခဲ့တဲ့ဘောဓိပင်နဲ့ရွှေပလင်နေဖျားတရားဥဟောခဲ့တဲ့ဘာယာနတိပိမိဂရာဝံတော်ဖျားရှင်ကိုတော်မြတ်ပြိဋိဘံစံတဲ့နေရာလို့အဲ့လိုသူတို့ပြောတယ်ဟုတ်လားတဲ့ငါတို့မှာတော့တဲ့ဘယ်ကလာလို့လာမှမသိစာအုပ်ထဲမှာပါလို့သာငါတို့ကပူဇော်နေရတာတဲ့နင်တို့ဖျားမှာဟောဖွာတဲ့နေရာပွင့်တဲ့နေရာဖျားဖြစ်တဲ့နေရာပေါ့တရားဥတွေဟောတဲ့နေရာပြိဋိဘံစံတဲ့နေရာတွေတိကြကြရှိတယ်နော်တဲ့ငါတို့ကလည်းဒါမှကြိုက်တယ်တဲ့နိုင်ငံသားဆိုတာကလေတိချာလေ့လာတဲ့ပုဂ္ဂိုလ်တွေကိုအဲ့ဒီခါကျတော့အဲ့ဒီအချိန်မှာပဲဦးဇင်းတို့အခွေထဲမှာကတကာမတွေကဘောဓိပင်မှာတရားအားထုတ်နေတဲ့ပုံလေးတွေမြင်တော့သူကမေးတယ်အဲ့ဒါဘာလို့တာလဲလို့မေးတယ်တဲ့ဆရာတော်ကတရားအားထုတ်ဖို့သွားတဲ့အတွက်ကြောင့်တကာမတွေတဲ့တရားအားထုတ်နေတာလို့ဖြေတယ်တဲ့အဲ့ဒါသူကတရားအားထုတ်တယ်ဆိုတာဘာလဲလို့နိုင်ငံသားမေးတယ်တဲ့မြန်မာပြည်မှာရောက်နေတယ်နော်အဲ့ဒီခါကျမှအဲ့ဒီမှာနိုင်ငံသားကိုဂိုက်လုတ်ပေးနေတဲ့မြန်မာကောင်လေးကမဖြေတတ်တော့မဖြစ်တော့နိုင်ငံသားထပ်ပြီးတော့မေးတယ်ဘုန်းကြီးတွေကဒုံတုံးထားတာဘာဖြစ်လို့လဲတဲ့ဟော
ဘာဖြစ်လို့တော့ကိုရင်ဘာဖြစ်လို့ကလုံးတုံးတာတော့ကဲဒကာမတွေရောဖြစ်ပါအောင်တို့တွေဘာဖြစ်လို့စပင်မထားပဲဆံကိုပယ်ထားတာပါလေဟိုတရားရချင်တာနဲ့စပင်ပယ်ရင်ရမယ်ဆိုအလုံးပယ်ကြမှာပေါ့တရားရချင်လို့စပင်ပယ်ရင်တရားရပြီလားအဲ့ဒါအလုံးပယ်ကြတရားမဟုတ်လို့စပင်ပယ်ကတုံးတုံးရင်တရားရမယ်ဘုရားဒီလိုဟောခဲ့မှာပေါ့ဟုတ်ရဲ့လားမဆိုင်သေးဘူးနော်ဒါကြောင့်ဗုဒ္ဓဘာသာဆိုတာပိဋကကြီးနိုင်ငံခြားသားဘာသာခြားတယောက်ကမေးမြန်းလာရင်ဘယ်နဲ့လောက်ကြမှာပိဋကကြီးတို့နိုင်ငံကိုလေကဘာကအထင်ကြီးနေတယ်နော်ထပ်ပြသွားမယ်ဒီမှာပုံနေနဲ့ပြသွားမှာနော်ဗုဒ္ဓဂါယာမှာအခုဒလိုင်းလာမာဆိုတဲ့ပုဂ္ဂိုလ်ကြီးပြချင်လားကဘာမှာဘာသာပေါင်း22ဘာသာတတ်တဲ့အဲ့ဒီဒလိုင်းလာမာဆိုတဲ့ပုဂ္ဂိုလ်နော်ဒီပုဂ္ဂိုလ်ကြီးဗုဒ္ဓဂါယာမှာလာပြီးတော့ဖူးမြော်နေတယ်သူ့နောက်မှာပါလာတဲ့တပည့်30ပါတယ်30တပည့်ကြီးလိုက်တာဘလောက်ထိစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့ဗုဒ္ဓဂယာမဟာမြေမြတ်မှာဘလောက်ထိကြီးကျယ်နေလဲဆိုတာပရိသတ်များနော်နေမဲ့နေရာတခုဟိုတယ်မှာဦးဇင်းတို့ငားနေတာပထမရက်တည်းကတယောက်ကို100ပဲရူဘီငွေ100ပေးရတယ်အခုသူရောက်လာလို့အခန်းတစ်ခန်းကိုမြန်မာငွေ8000 သိန်းနဲ့ငားလို့မရတော့အဲ့လောက်ထိပရိသတ်တွေဥရောပနိုင်ငံကတထေးကြီးတွေအာရနိုင်ငံကတထေးကြီးတွေကမ္ဘာတထေးကြီးတွေကိုးကွယ်တာကိုဒီပုဂ္ဂိုလ်အဲ့ဒီခါကျတော့သူ့ရဲ့နောက်ဆုံးပူဇော်ပွဲဒီပွဲပြီးသူနောက်ထပ်ပူဇော်ပွဲမလုပ်တော့ဘူးသူ့အောက်ကကာမပါဆိုတဲ့တပည့်လေးကိုရှိန်တော့မယ်အခုသူနဲ့ဒီလိုခေါင်းချင်းဆိုင်နေတာကသူနောက်ထပ်ရှိန်မဲ့ကာမပါဆိုတဲ့သူ့လက်ထောက်ကောင်လေးပဲသူ့ကိုရှိန်တော့မယ်ရာသူအဲ့ဒီခါမှာဒီကောင်လေးကိုလည်းသူတို့ကနော်ပြောမယ်ဇလန်းရှိတယ်အဲ့ဒီကိုဖုံကြီးလေးကိုလည်းသူတို့က6ဆူမြောက်ပွင့်မဲ့ဖရာလို့သူတို့ကရည်မှန်းထားကြတယ်ဟောဒီကဘာမှာဖရာဘယ်နဲ့ဆူပွင့်မယ်6ဆူလားဒုကဘာကြီးမှာမြတ်ဗုဒ္ဓဟောတာကဖရာဘယ်နဲ့ဆူပွင့်မယ်ဒါပေမဲ့သူတို့ကဓာဒီတဲ့အခု6ဆူမြောက်ဟောဒီကဘာမှာပွင့်မဲ့ဖရာလို့ယုံကြည်ထားတာပြောပြတာနော်အဲ့ဒါလေးလည်းသိအောင်ဘုဒ္ဓဟောပေးသွားမယ်နောက်နေ့တွေမှာနော်အေးအဲ့တော့ဟုတ်ပြီအဲ့လိုပူဇော်ဝဲကြီးလုပ်နေတယ်အဲ့ဒီပုဂ္ဂိုလ်ကြီးကလေမိန့်ခွန်းပြောတဲ့နေရာမှာဒီလိုတရားနာပိဋကတို့ရှိမှာအလွန်ဆုံးရှိတာ9000ပဲ3000နဲ့9000ပဲဟိုမှာသိန်းဘယ်လောက်လဲ20ဘောဒီပင်မှာဟေးမနေ့4နာရီတည်းကထိုင်မဲ့နေရာလေးတစ်ခုကိုရွေးရတာလူရတာဖော့ပြားလေးတစ်ပြားနဲ့အေးလိုက်တာမပြောနဲ့ပိဋကရေဒီလိုမျိုးခြုံထားလို့မရဘူးမျက်လုံးလေးနှလုံးမပေါ်တော့ခေါင်းစွပ်လက်အိတ်ရှီအိတ်တင်ဦးအထက်ထဝတ်ထားရတဲ့အိန္ဒိယရေခဲနေတဲ့အချိန်မှာမနေ့4နာရီတည်းကဒီပုဂ္ဂိုလ်ဖူးဖို့အတွက်နေရာယူရတာအဲ့လောက်ထိနော်အဲ့ဒီပုဂ္ဂိုလ်ကြီးရဲ့မိန့်ခွန်းပြောလိုက်တဲ့ခါမှာဒီလို projector ကြီးနဲ့ခါတဲ့နော် IC မီးတွေနဲ့ LCD မီးတွေနဲ့လှုပ်ထားတဲ့ပိတ်ကားမှာပေါ်လာတော့ဒိုင်းလာမရဲ့မိန့်ခွန်းဦးဇင်းတို့ဖမ်းလာတယ်ရိုက်လာခဲ့တယ်ဘာပြောတယ်ထင်တယ်ဗုဒ္ဓဟောကြားခဲ့တဲ့တရားတော်တွေထဲမှာတဲ့တရားစစ်တရားမှန်တန်ခါစစ်တန်ခါမှန်စာပေပရိယနဲ့ပฏิပတ်ဆိုတဲ့အကျင့်တွေရှိတာကတော့မြန်မာနိုင်ငံပဲဟောဒလိုင်းလာမှာဟောချလိုက်တာတီးပဲဒီအားလုံးတို့ဗုဒ္ဓဘာသာဘုန်းကြီးတွေလှည့်ကြည့်တယ်သူကိုယ်တိုင်လက်အုပ်ရှိတယ်ငါအရန်လေးစားတယ်တဲ့သူတို့ဝတ်ထားတဲ့သင်္ကန်းကတီးပဲပုံလေးကိုကြားကြည့်မကျန်အဲ့ဒီပုဂ္ဂိုလ်ကြီးကိုလာဖူးတဲ့လူတွေဦးဇင်းတို့မြန်မာတွေကဒီနေရာမှာကြီးအုတ်ထုတ်ဖြူတွေနဲ့တို့တွေဘေးဖယ်ပေးထားတယ်ကြိတ်တိုးနေတာဟေးတို့စာအုပ်ထဲမှာဖတ်ဖူးတယ်ပြီးတော့လေခွေထဲမှာကြည်ဘူးတယ်တရှင်းဆိုတဲ့ပွဲတွေမှာလူများလုံးလို့လူပိသေးတယ်ဆိုတာတို့ကကြားဘူးတာအခုအမှတ်သွားတွေ့ရတယ်ကြိတ်တိုးပြီးတော့လမ်းလျှောက်စရာမလိုဘူးမတ်တက်ရနေုံနဲ့ရွေ့သွားတယ်လူများလုံးလို့အောက်ဆီဂျင်ပြတ်ပြီးတော့လူတွေလဲကြကုန်တယ်အမှချက်ချင်းကြက်ရှင်တွေကလာပြီးတော့ဒီနားမှာကြက်ရှင်တွေအဖွဲ့ကချက်ချင်းလာပြီးဦးဇင်းတို့ဘေးနားမှာရှိတဲ့လူတွေကိုထမ်းစင်နဲ့တည်ထုတ်ရတယ်အဲ့လောက်ထိလူတွေအများများတဲ့နေရာကြီးနော်တို့ဗမာပြည်ကသွားတဲ့ဖရာဘူးအဲ့ဒီတစ်ခါပဲလူအများကြီးမြင်ဟိုတာအကုန်လုံးရပ်ထားရတယ်လို့သွားလို့မရဘူးလူတွေလည်းပျောက်ကုန်တယ်နော်ဘယ်လောက်များတယ်လဲဆိုတော့အဲ့ဒီလိုဖော့ပြားလေးခံပြီးတော့ဒီတစ်ခါလဲထိုင်ရတာနော်လူတွေတိတ်တိုးနော်အဲ့မှာချမ်းမနေ့9နာရီတည်းကဒီလိုတနေရာရပြီးတော့တရားနာဖို့လာဆောင်ရတာပေးတာရေနာဂန်ဒီမှလာရတာမဟုတ်ဘူးနော်နိုင်ပေါင်းများစွာထိုင်ပြီးတော့စောင့်ရတာနော်အဲ့ဒီမှာကြည့်လိုက်တော့ဟောမှာဒိုင်းလာမဆိုတဲ့ပုဂ္ဂိုလ်ကြီးကဒါပဲသူဆုတောင်းမေတ္တာပို့တာပဋ္ဌာန်း
မြတ်ဗုဒ္ဓပဋ္ဌာန်းဒေသနာတော်ရွတ်ခဲ့တဲ့နေရာလေးမှာသူဆွတ်တောင်းမေတ္တာပို့နေတဲ့အချိန်ဒီပုဂ္ဂိုလ်သူတို့ဝတ်ထားတဲ့သင်္ကန်းကတို့လိုအပြည့်မဟုတ်ဘူးကိုယုံကြီးကတပိုင်းပဲရှိတယ်အင်းကြီးလည်းသူတို့မှဝတ်ထားတယ်အုတ်ထုတ်ဆောင်းလို့လည်းရတယ်ညနေစာကိုကျွဲသားဟင်းနဲ့တဝဆိုင်ကြီးတွေဖွင့်ပြီးတော့စားလို့လည်းရတယ်မိမယူရှင်လည်းယူလို့ရတယ်သူတို့မှာဟောကြည်လားအဲ့တော့အဲ့ဒီပုဂ္ဂိုလ်ကြီးရဲ့ဘာသာကတို့ဗုဒ္ဓဘာသာကိုအရန်လေးစားတယ်မြန်မာပြည်မှာစာပေပရိယဆိုတဲ့စာပေတွေရောမရှိဘူးလားပฏิပတ်ဆိုတဲ့အကျင့်တွေရောမရှိဘူးလားအဲ့ဓာတွေကိုထိမ့်သိမ်းထားတာဘယ်သူတွေလဲတန်ဃာတော်တွေဒါကြောင့်ဖရာယတနာတရားယတနာတန်ဃာယတနာလို့ယတနာဘယ်နှပါတော့တို့မြန်မာပြည်မှာယတနာဘယ်နှပါရှိတော့ဒါကြောင့်တို့မြန်မာနိုင်ငံကိုယတနာဘုံမြို့ယတနာဘုံနိုင်ငံကြီးလို့ခေါ်လို့မရဘူးလားရတယ်နော်ဖရာဟောတဲ့တရားတွေကိုထိမ့်သိမ်းတာကဘယ်သူတွေလဲတန်ဃာတော်တွေဟောမှာရှေ့မှာထိုင်နေတဲ့ဥစဉ်တွေကိုတော်ငယ်လေးတွေကိုရင်လေးတွေဟာနော်မိဖားနဲ့ဝေးပြီးတော့ဒီလိုအဝတ်စားလေးဝတ်ပြီးတော့ဆွန်းလေးခံပြီးတော့စားနေတယ်ဆိုတာမြတ်ဗုဒ္ဓရဲ့သာသနာတော်ကိုဘာလို့ဖို့လဲထိမ့်သိမ်းဖို့တနည်းကြရင်တို့တွေသေလွန်ပြန်လွန်တော်မူသွားတဲ့ခါမှာဒီကလေးလေးတွေဒီကိုရင်လေးတွေပြန်ပြီးတော့သာသနာတော်မထိန်ဘူးလားဒါကြောင့်ထေရဝါဒ9နိုင်ငံရှိတဲ့ထက်မှာတို့မြန်မာနိုင်ငံမှာသာလျှင်လေကြီးကျယ်ဆုံးစာပေတွေပရိယတ်တွေရှိတယ်ပြည်တယ်မှာဝမ်းသာဖို့သိကောင်းတယ်မန္တလေးမြို့ကြီးတန်ခါမြို့တော်ဦးစင်အရန်ရှိကျူးတယ်အဲ့ဒီကတန်ခါတော်တွေလည်းရှိကျူးတယ်လူတွေကိုလည်းအရန်လေးစားတယ်စကိုင်းမြို့တန်ခါမြို့တော်ကြီးလေးစားတယ်ဒါလောက်များတဲ့တန်ဃာတော်တို့နေ့တိုင်းဆုံးကိစ္စတွေပစ္စည်း၄ပါးကိစ္စတွေကိုထောက်ပံ့ကူညီပေးနေတယ်ဆိုတာချီးကျူးစရာမကောင်းလားကျင်းဖို့သိကောင်းတယ်နော်အဲ့ဒါကြောင့်ဒလိုင်းလာမကမြန်မာပြည်ကိုလာခြင်းတယ်တဲ့ချာသူ့ကိုဖူးမြော်ဖို့အတွက်မျက်နာလေးတစ်ချက်မြင်ဖို့အတွက်တူတူကြိတ်ကြိတ်လူရက်တခါနဲ့လဲကျသွားရင်ပြန်ထားဖို့မစင်စားနဲ့လူပြီးတည်သွားနိုင်တယ်အဲ့လောက်ထိသူ့ကိုနော်ကြည်ညိုကြတာဒီကျန်ဘောဒီပေမှာထိုင်ပြီးတော့ပူဇော်ကြည်ညိုကြတာကြာအများကြီးပဲเนาะအဲ့ပုဂ္ဂိုလ်ကြီးလာတဲ့အချိန်မှာဟောသူတို့ရဲ့ပူဇော်တာတွေကတော့အခုလိုနှဲတွေမှုတ်ပြီးတော့ပူဇော်တယ်ဘုံတွေတီးပြီးတော့ပူဇော်တယ်ဖះရှိမှာเนาะဒီလိုဘုံကြီးတွေတီးပြီးတော့เนาะပူဇော်တယ်ကြာပူဇော်ဝဲအခမ်းအနားအစီအစဉ်အဲ့ဒီလိုလက်ထဲမှာကြောက်ကျက်လိုဟာမျိုးလေးတွေခတ်တီးခါပြီးတော့သူတို့ပူဇော်ကြတယ်ဒိုက်ထိုးရှစ်ခိုးပြီးတော့ပူဇော်ကြတယ်အဲ့ဒါကြောင့်ဒလိုင်းလာမကိုယ်တိုင်ကအမိန့်ရှိတယ်ငါတို့လုံနေတာတွေကဖရာရဲ့ကြမ်းတွေကိုပြင်ဆင်ထားတာမပြင်မစင်မဲနဲ့ကြီးညိုနေတာကမြန်မာနိုင်ငံလို့ထေရဝါဒနိုင်ငံဒါကြောင့်သူလာခြင်းနဲ့တီတကူဆရာတော်ဖရာကြီးကဖိတ်တယ်လာမယ်တဲ့ဒလိုင်းလာမလာစေခြင်းနဲ့ဥစဉ်ကမြန်မာပြည်ကိုတို့စီမှာရှိနေတဲ့တန်ဃာတော်တွေတို့စီမှာရှိတဲ့ဇာတင်တိုက်ကြီးတွေတို့စီမှာရှိနေတဲ့ဖရာပထိုးတွေပြခြင်းနဲ့ပေးတာကြီးနော်အဲ့ဒါကြောင့်နိုင်ငံတကာကလူတွေကမြန်မာပြည်ကိုလာခြင်းနေကြတယ်မြန်မာနိုင်ငံကလူတွေကဘယ်ကိုသွားခြင်းနေကြတော့လဲလိုက်ရင်မကောင်းဘူးလားဦးစင်းမေးကြည့်ရှင်တဲ့ဘေးတံများကိုတကယ်အပီးအပိုင်လဲမဲ့ဆိုရင်လဲကြမလားအမလီ passport ရုံးမှာသွားကြည့်ရန်ကုန်မှာတနေ့လူ3000 4000တိုးပြီးတော့ passport လုပ်ပြီးတော့နိုင်ငံခြားမှာအလုပ်သွားလုပ်မယ်နိုင်ငံခြားမှာအပီးသွားနေတော့မယ်တို့တွေလည်းတရားပွဲတိုင်းသွားတိုင်းမှာအိမ်ဒီမှာလည်းကြားနေရတယ်တပည့်တော်သမီးကအမေရိကန်မှာအမေရိကန်နိုင်ငံသားအဖြစ်ခံယူလိုက်ပြီးစင်ကာပူနိုင်ငံသားအဖြစ်ခံယူလိုက်ပြီးပျော်နေကြတာတပည့်တော်တို့လည်းဘယ်နည်းသွားကြတော့မယ်ကောင်းပါတယ်ရုပ်ဝိထုတွေတိုးတက်တယ်ပြည်သားကြီးနော်တိုးတက်တယ်ကားလမ်းကောင်းတယ်မီးကောင်းတယ်ရေကောင်းတယ်တယ်လီဖုန်းကောင်းတယ်အားလုံးကောင်းတယ်ခလုံးနှိမ့်လိုက်တာနဲ့အကုန်ရတယ်သူတို့တိုင်းပြည်မှာဒါပေမဲ့ဒီနေ့မနေ့ကဦးဇင်းတို့ရွှေဘုံမှာတရားဟောနေတယ်ဗုဒ္ဓဂါယရောက်ရှင်ရန်ကုန်မှာတညဟောတယ်17ရက်နေ့မန္တလေးမှာဟောတယ်12ရက်နေ့စကိုင်းမှာဟောတယ်13ရက်နေ့ရွှေဘုံမှာဟောတယ်14ရက်နေ့ဒီမှာဟောမယ်15ရက်နေ့ဒီမှာဟောမယ်16 19ရန်ကုန်မှာဟောမယ်18ရက်နေ့မန္တလေးစူပါမန်ပြင်လို့လာဟောမယ်19 20စကုမှာဟောမယ်21 22မင်းဘူး23 24ပခုတ်ကူအဲ့လိုတို့တောက်လျှောက်သွားမှာ6လစာပြည့်သွားပြီလက်ခံထားတာနော်အဲ့တော့အဲ့မှာဦးဇင်းတို့တရားဟောနေတော့စင်ကာပူနိုင်ငံမလေးရှားနိုင်ငံအော်စတြေးလျဘောနောက်ပြီးတော့နယူးဇီလန်ဆွစ်ဇာလန်အင်္ဂလန်ဂျပန်ခုနှစ်နိုင်ငံဖုန်းနေနဲ့ပြည့်နေကြရှင်ဗျာဘယ်နည်းတရားဝဲပေးနိုင်တော့ဘယ်တော့လာမလဲတပည့်တို့နားချင်းနေပြီကျန်တ
Tanga Jedana Mashilu, Tinga let us on Lucian to Lumea. Sony the Ole, Pushin and Pulumea. Mane Molilu, Kusame, Sa Usa Pialu, Payatia Tanga Ujimamino, Son Lounginess or Languyala. Hubeka, you will to the or to te by Tibeka, Jedana, Tova, Magueni Ula. Pure Javazi, woman and woman nevu. To do time, Tuamania, the Kizamasu, Kusima, Baluwe, Niania, Diedanari, Shinida, Tambu Mashula. Eh, Tajam to the war, Pidamano, Arido, Ari Boku, the Kuranga, 2 times the large in the Suro, Uja, Ari my young little Osua, Tam media. They are told us, Balule, Digalia, Mapina, using telephone and made of using your letter. Ari 2, Pompi Lai, 2 using Willie, 20 a jaw. Miabodaga, Tamadin, Bakerway, Bawi, Ta, Naishita, and Hamiaru. Nino Tea Lugu, Jusa, Pamia, Atomesoye, Uswa Patama, Mimi Seku, Lochania Mala, Tini on Loyamala. Tamatagu, Pamia, Tajon, Nadiwa, Wenare, Lili, Mishula. Piamiro, Tratwale, Lili, or Mishula. Era, Turo, Gondo, Yogi, Uzinua, Lokanidala, Kanara, Tutabawa, and to Lonidala. Tajon Tea told us that the Chama Moda, Kana yet the Bawa, Balu Pipi, Balu Piani, Sunaligu, Sound Gida, Balucole, Tea told de Lucole, no? And a hobby, legally at 2 Lulu, Shuvido, when Pian Twelare. Era Ligo to a Camielo made of Bamielo Bueno. Nialine Sound Gida, when I, Twatan, to Medina Ula. Tinida, Badushilo. The D. Shilo, Bashilo, Hobby, Willia, Amira, Wendala. A Sotema, Libido, Bapidole, Jadwa, 20 or Amira, Twadala. A Sotema, Libido, Rico, no Babile, Jadwa. Does you Nadi Walima, Sekuta, with Sound Gilato? Jade. Oh, Jade, Chinu, Sound Gilalu, Madila, Sound Naga, the D, Gidaga, Pina. Bane Boneda, the D. Pina Bonedo, legally Yata do Divi. Tile Goke, Adi Yatware legally a Nadi Wali Teniama, Shini the Lalu, Nialine Giledo, Shida Duila, Mashida Duila. Tajam Yabodaga, Tabi, Tinkara, and Nesa. Tumia Pupilo, Pipola, Tinkara, Tea, Pupilo, Pilla, Teadi, Badia. I did think Hara de Aliria, Pibi, did I need a la Pibi, Piedora? Tajon Tabi, Alonso, do think Hara, Tumia Pupilo, Pipola, do think Hara de Aru did, and Nesa, Miedala Meula. Pia Tahore, Papilu, and Nesa do Cora Lesro, Hotua Abba Wotina, and Nesa, Pibi, Mashido, and Nesa do Core, Amari, Siaroya, Camaro, Lecamon Casan, Siaroya. Mogo Sharoya. Dadibu Paya lay things in a Kavata Jare. Aru Dawutilaya, Paya Hotitanare. Pibi, Mashida Ligu, Palucole, and Nesaye, Lekana. Mashida Riavale, and Nesaye, Lekana. Tajon Miabodaga, Payanedi, Migara Wondoma, Piensa Wagi Nawu, Tota Banle, TV Valio, Hodi Zedi alone, Shide Niama, Miabodaga, Takane Ama. Anata Lekana do Badodo Sagalom but alone, Tondo, Anata ye, Lekana ye, To ye, all like that. Anata Tomobuno, Doka Tomobuno, Nesa Tomobu, Anata Lekana to Paya Bedoma, Apu Mabio, the Sialo Paya, the gay Lulu Bioraguare, Miabodana, Tizi Chinaga, and Nesa Lemo, Doka Lemo, Anata Lemo. Anesa Doka Anataruye, Lekana Udiama, Baudiamaro. So Bazu, Loka Ubane Bioye, Goye Tadamili Tiago, Megali Tiago, Ainong Chabi me, Suye, Yao Jali Pin, Biola. Oh, they know? Eh, 2 years. Say consider Balu Shidele, Balu a Chizia Shidele, Malila Yaula. Yao Jas Sinseka Adigala, 2 years, Ponza Lekana Adigala. Tu Balo Lodele, Swego Mugon Coyela, a Chin Sarita Coyela, Sura, Lila Yade. They don't me at the Boa Babile, Pude,
ရေခဲရဲ့သဘောကအေးတယ်ဒါဆိုမီးရဲ့လက္ခဏာကဘူးရေခဲရဲ့လက္ခဏာကအေးနော်ဒါဆိုရင်အနိစ္စရဲ့လက္ခဏာသိဖို့လိုတယ်သူကအနိစ္စရဲ့လက္ခဏာကဖြစ်ပြီးရင်မရှိတာဒုက္ခရဲ့လက္ခဏာကဖြစ်ပြီးရင်မရှိတာအနတ္တရဲ့လက္ခဏာကမရှိတာနောက်ဆုံးတော့မရှိတဲ့သဘောလေးကိုသိရမှာလားမသိရဘူးလားတရားအထုတ်တာအဲ့ဒါလေးကိုသိရမှာဒီဘက်ကအနိစ္စဒုက္ခအနတ္တကအကျမ်းပြင်းပြောတာဖရာရဲ့ဆိုလိုချက်သိဖို့မလိုဘူးလားဒါကိုဥစဉ်ပြန်ပြောနေတာအကြောင်းမဟုတ်ပါဘူးကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဟောထားတဲ့အနိစ္စနဲ့အနိစ္စလက္ခဏာအခွေထဲမှာတိတိကျကျပါပြီးသားတကယ်အလုတ်ပေးတရားလုတ်တဲ့ပုဂ္ဂိုလ်များအဲ့ဒီအခွေနဲ့တမာဒိဋ္ဌိ၅မျိုးထင်းကနံပါတ်3 2ခွေနာကိစ္စပြတ်တာပြီးပြီလားလူရင်းချက်ရမယ်ဦးရှင်တို့မနေ့ဖြန်တော့နေ့လယ်ပိုင်းတရားဝဲတစ်ဝဲဟောရင်မကောင်းလားဆရာတော်ခွင့်ပြုချက်ယူအောင်ပါဦးရှင်ကဒီလိုမပြန်ချင်ဘူးဆရာတော်ရဲ့နေရာမှာညတိုက်တွန်းနေ့လယ်အလုပ်ပေးဘလောက်ကောင်းတယ်ပေးတာရေနော်ဟုတ်ပြီနော်အမိတ်မရသေးဘူးလားနောက်မှပြောမယ်အဲ့ဒီခါကျတော့နော်ဦးရှင်တို့ကဲခင်ဗျားတို့မရှိတာလေးကိုသိလို့အဲ့ဒီမှာနိုင်ငံခြားသားကိုရန်ကုန်မနစ်မန္တလေးကနေပြီးတော့ဟိုးချောင်းစုံချောင်းတာကိုလှမ်းပြီးတော့အလုပ်ပေးထားပြီးပြီရန်ကုန်ပြန်ရင်သူတို့နဲ့ဦးဇင်းနဲ့တွေ့မယ်ဆရာတော်ကြီးကျောင်းလဲရောက်ရှင်ရောက်လာပါလိမ့်မယ်ကဲဟုတ်ပြီဒါကြောင့်ယတနာဘယ်နှပါတော့3ပါးဗါတယ်ဖရာယတနာတရားယတနာသံဃာယတနာယတနာ3ပါးထဲမှာအခုဖရာဆိုတဲ့ပုဂ္ဂိုလ်ကြီးရှိသေးလားဖရာထားခဲ့တဲ့သစ္စာတရားတွေတော့မကြံဘူးလားတရားယတနာဓမ္မယတနာတွေကြံနေတယ်ဒီဓမ္မယတနာတွေကိုထိမ့်သိမ့်သွန်သင်ဆုံးမနေတာကဘာယတနာတော့ဒီယတနာအရေးကြီးလားမကြီးဘူးလားအခုဖျားပွင့်တော်မူတဲ့နော်အိန္ဒိယမှာကျမ်းတပ်ပြည်ယူမြတ်စွာဘုရားပွင့်သွားတဲ့အိန္ဒိယမှာလူပေါင်းသိန်းပေါင်းလေတန်း1300ကျော်နေထိုင်တယ်sorry တန်း1400ကျော်နေထိုင်တယ်ဗုဒ္ဓဘာသာတရားမှာတယောက်မရှိတော့ဘူးဘလို့ဝမ်းနည်းစရာကောင်းလဲလူတရားမှာတယောက်ဗုဒ္ဓဘာသာမရှိတော့ဘူးရှိတဲ့ဗုဒ္ဓဘာသာကလည်းငါဗုဒ္ဓဘာသာပါလို့ပွင့်ပွင့်လင်းလင်းမပြောရဲပဲခိုးကြောင်ခိုးပဲကိုးကွယ်နေရကျမ်းဒီလိုမျိုးတရားပွဲကြီးတွေဝေလာဝေးကျမ်းသူတို့တိုင်းပြည်မှာနီပေါနိုင်ငံဖျားဖွားတဲ့နိုင်ငံဟိန္ဒူဘာသာဗုဒ္ဓဘာသာမရှိတော့ဘူးလိုက်ပြီးတော့တစ်မျိုးလုံးရှာရင်တော့ခြားခြားပါပါပဲရှိတော့ရှိတယ်ရှားတယ်အိန္ဒိယမှာလည်းရှားပါသွားပြီဗိဒ္ဓရေအဲ့တော့ဘာကြောင့်တရားတွေကွယ်သွားရတယ်လဲဆိုတဲ့အိန္ဒိယနိုင်ငံရဲ့သာသနာကွယ်ခြင်းအကြောင်းတရားဦးဇင်းတို့နောက်ထပ်ကြုံကြိုက်တဲ့ခါမှာအသေးစိတ်ဟောပေးမယ်အခုအကျမ်းပြင်းလေးပြောမယ်ဆိုရင်ဟောဒီကဘာမရှိလို့တော့တန်ခါပြောပြပေးမယ်ဒါကကုသိုလ်ဒါကအကုသိုလ်ကောင်းတာလို့ရင်မကောင်းတာလို့ရင်ပဋိစ္စသမုပ္ပါပဋိစ္စဆိုတာကသမုပ္ပါဆိုဒီမှာအကြောင်းတရားကိုစွဲပြီးတော့ဖြစ်ပေါ်လာတဲ့ဘာတရားတော့အကျိုးတရားဟုတ်ပြီဒါဆိုရင်1ရက်ွက်ဒီဘာအကြောင်း2ရက်ွက်ကဘာအကျိုး3ရက်ွက်ကဘာအကြောင်း4ရက်ွက်ကဘာအကျိုးအကြောင်းအကျိုးအကြောင်းအကျိုးဒါဆိုရင်လွန်လေပြီးသောကာလကမသိတာကဘာလို့လဲပြုလုပ်ခဲ့တာကဘာလို့ပါလဲအဲ့ဒီအဝိဇ္ဇာခေါင်းဆောင်ပြီးတော့ကံသင်္ခါရလုပ်ခဲ့တာဘာသစ္စာအဲ့ဒါကြောင့်အခုတို့ဒီဘဝမှာခန္ဓာဘယ်နှပါးရနေပါလဲပြောကြည့်ပါဦးဝိညာဉ်ခန္ဓာ၅ပါးကိုမြတ်ဗုဒ္ဓဟောတဲ့ကြောင့်ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးကကြံယဟန္တာကြီးဉာဏ်နဲ့ဆွဲလိုက်တာဘလောက်ချီးကျူးစရာကောင်းလဲဦးဇင်းတို့ဆရာတော်ကြီးရဲ့ဂုဏ်တွေကိုဉာဏ်တွေကိုဦးဇင်းတို့တော့မလီကြည်ညိုလို့မဆုံးဖြစ်တယ်နော်ဒါကြောင့်ဦးဇင်းလွယ်လွယ်လေးနဲ့လေယဟန်၃ဝါမှာစပြီးတရားဟောနိုင်တာဆရာတော်ကြီးကျေးဇူးနော်ယဟန်၃ဝါတွေကစပြီးတရားဦး12ဝါရှိသွားပါပြီနော်ဟောလာတာ9နှစ်ရှိသွားပြီပြေးတာရေနော်ဆရာတော်ကြီးကျေးဇူးနဲ့ဒီလိုသာမဆွဲပြီးဦးဇင်းတို့လဲနေဦးမှာပဲနော်အေးအဲ့တော့ဟုတ်ပြီခန္ဓာ၅ပါးကိုဘုရားကဘာသစ္စာလို့ဟောဒါမဲ့ဒုက္ခသစ္စာလို့တို့ကသိကြရဲ့လားဘသူဖုံးကွယ်ထားလို့လိုချင်တာကဘာလို့လဲဒါကြောင့်တို့ကလိုချင်ပြီးလိုချင်တော့ဒုက္ခသစ္စာကိုဒုက္ခမှမသိတော့နေ့တိုင်းနေ့တိုင်းလိုချင်တယ်ဆွဲလန်းတယ်အားထုတ်တယ်ဆိုတဲ့တဏှာဥပါဒံကံတွေမလောက်ကြဘူးလားအဲ့လိုလောက်တာဘာသစ္စာတော့
အကြောင်းလားအကျိုးလားအကြောင်းလို့တော့အနာဂတ်မှာအကျိုးတရားဆိုတဲ့ဇာတိမရဘူးလားဇာတိဆိုတာရလာရင်ခန္ဓာရတော့အိုးဘေးနာဘေးသေဘေးအခုမကြုံရဘူးလားဒါကြောင့်အိုးနာသေကလို့ရှိရင်တခြားလို့ရမှာလားတရားအားထုတ်ရမှာလားဒါတို့တိုင်းပြည်ကလူတွေကတော့ဒီလိုသစ္စာတရားတွေနာထားလို့ဒီလိုဆရာတော်ကြီးတွေပေါ်ပေါက်လာလို့တို့ကသိပြီနိုင်ငံခြားမှာဒါကိုပြောပြပေးမဲ့တန်ဃာဆိုတဲ့ယတနာမရှိတော့တရားအားထုတ်နေတဲ့လူတယောက်အကြောင်းဦးဇင်းတို့ရိုက်လာတယ်အဲ့ဒီလူမျိုးဟိမဝန္တာမှာအများကြီးရှိတယ်အားထုတ်နေတာအဲ့ဒီထဲကတခုသောအားထုတ်နည်းလေးမှာဆရာသမားကောင်းမတွေ့တော့နိဗ္ဗာန်ရောက်ကြောင်းဟုတ်ရဲ့လားတကယ်ဟုတ်မဟုတ်ဆိုတာကိုယ့်အကိုစီစစ်ဝေဖန်ပြီးတော့အခုပြတဲ့တရားအားထုတ်နည်းလေးကိုကြိုက်ရင်လဲယူမကြိုက်ရင်လဲဘဲဒါဥစဉ်တို့နော်ဒါဘုသူတ္တလေးရပါစေခြင်းအကျိုးငါပြမယ်ကြည့်လိုက်နော်တရားအားထုတ်ဖို့အတွက်ထိုင်နေတဲ့လူတယောက်နော်ဟုတ်ပြီတို့တွေကတို့မြန်မာပြည်မှာတရားအားထုတ်မယ်ဆိုရင်ဆရာသမားများနဲ့ဘုရားရှင်ကိုယ်တော်မြတ်ကဘယ်ပဲလက်ဝါးပေါ်မှာညာပဲလက်ဝါးလေးကိုတင်လက်မချင်းတစ်ခုဘာလုပ်ထားမယ်ထိကြပြီးတော့လက်မချင်းတစ်ခုထိတာဘာဖြစ်လို့ထိခြင်းလို့တတိရှိအောင်ပေါ့နော်အကယ်၍အဲ့လိုလက်မထိတာလို့ကိုကအရှိကိုများငိုက်သွားမယ်ဆိုရင်လက်မကဘာဖြစ်လာမယ်တင်းလာလိမ့်မယ်နောက်ကိုလန်သွားရင်လက်မဘာဖြစ်မယ်ကျဲသွားမယ်အဲ့ဒါလေးသိဖို့တဲ့လက်မတစ်ခုဘာလုပ်ထားမယ်ဒါတို့စီမှာပြီးရင်ခါးလေးကိုဘယ်လိုလုပ်မယ်ခေါင်းလေးကိုလည်းကြောရိုးနဲ့တဲတဲလေးထားပြီးတော့မျက်လုံးလေးကိုအตาယာမိတ်ပါးစပ်လေးကိုပေးပြီးတော့ဝိပဿနာအာယုံကိုရရှိဖို့တဲ့တမာတိဆိုတာကိုတီတီငြိမ်ငြိမ်လေးနဲ့ထိုင်ပြီးတော့မတီဆောက်ရဘူးလားဒါပေမဲ့ဟိမဝန္တာမှာရှိကြတဲ့တရားအားထုတ်နေတဲ့လူတွေကတော့ဘလို့စတယ်လဲဆိုတာဘ ഹു တုတ္တရပွေရလေးကြည့်လိုက်ပေါ့တရားအားထုတ်ဖို့တဲ့သူကထိုင်နေပြီသူဝတ်ထားတဲ့အဝတ်စားလည်းအင်မတန်ကောင်းနော်အေးတဲ့တကယ်အေးတဲ့ဒေသကြီးမှာနော်ဟုတ်ပြီကြည်ဘာလို့မလဲကြည်နော်တို့ကလက်မချင်းထိတယ်သူတို့ကတော့ဟောကြံမျက်လုံးကိုအตาယာမိတ်တယ်သူတို့ကကြံပုံထဲမှာရေးဆွဲပြထားပြီးသားသူတို့ဆရာလည်းကြံမျက်လုံးမိတ်တာလားပြူးတာလားမလေးပြုတ်မြန်ပြုတ်ထွက်လာအောင်မနော်သိတာကြည်တရားအထုတ်ဖို့စပြီနော်ကြည်ထားကြက်ရင်လည်းယူပေါ့ကဲအဲ့တော့ကြပြီးတော့ဘယ်လိုလုပ်မလဲဆိုတာကြည်ထားကြည့်ဆရာသမားလိုတယ်ဆိုတာသူအာနာပါနကိုဘလို့အသုံးချမလဲဆိုတာလေးတို့ပြည်သားများကြည်ထားပေါ့ဘ ഹു တုတ္တပေါ့နော်ဟာဟောနှာခေါင်းတစ်ဖက်ကိုပိတ်လိုက်တယ်အသက်ကိုရှူထုတ်လိုက်တယ်ရှိသမျှလေးတွေကိုရှူထုတ်ပြီးတော့မှနောက်တစ်ဖက်နဲ့ဘာလုပ်မလဲကြည့်မယ်ဟောမနေ့ပြန်အဲ့လိုလုပ်မယ်နော်မနေ့ပြန်အဲ့လိုစမှာကဲအဲ့လိုလုပ်ပြီးသူဘာလုပ်မလဲကြည့်နေနော်ညောင်းပြေအညာပြေဟောဆက်ပြတိုက်တာလားပေါင်တာလိမ့်တာလားမသိဟောပုံထဲမှာအဲ့လိုပြထားတာဟိုသူ့ဆရာဟောပုတ်ပြီးလက်မှာမိတ်ကကဲအာထုံနီမကျန်ရီချိုးတာလားဆက်ပြတိုက်တာလားဝဲကုတ်တာလားတော့မသိတော့ဘူးဟောကဲတေချာတိမလေးနော်လဲသွားမှဆိုလို့ငုတ်ဆိုင်တာမလေးထိုင်ဖို့တရားထိုင်ဖို့ကြံအာထုံနီတခုနော်ဘ ഹു တုတ္တကြည့်ပေါ့ဆရာသမားဘလောက်လိုတယ်လဲဆိုတာပေါ့နော်ဘေးသားကြီးမြို့ဒီလဲကြိတ်လိုက်သေးတယ်ဟောမိုးကုတ်ဆရာကြီးတော်ကြီးကတွေ့ရင်တော့လေအမလေးလန့်တော့နော်ဟေးဖိုးရှစ်လားရွှေမောင်းတင်မောင်လားပဲနော်အကျော်လဲဖြေလိုက်သေးတယ်ပိဒါကြီးဆရာသမားဘလောက်လိုတယ်ဆိုတာကြောင့်ဒါဦးရှင်တို့ကတကယ်သိဖို့ကောင်းတာလေနော်အဲ့ဒီဒါပေမဲ့အထင်တော့မသေးလိုက်နဲ့စွမ်းအားတစ်ခုရရှိမယ်ဒီပုဂ္ဂိုလ်နော်ဘလို့စွမ်းအားတစ်ခုရတယ်လဲဆိုတာအဖြေတစ်ခုတော့ရှိတယ်နော်သူတို့ရဲ့လောက်တာဒါပေမဲ့ဒီဟာတွေအားလုံးကိုဖျားသင်ခဲ့တယ်တို့ဖျားအားလုံးလုပ်ခဲ့တာအခုလည်းအိန္ဒိယမှာရှိတယ်ဒီထက်
နောက်ထပ်အကျင့်တွေမနေ့ဖြန်မှာအများကြီးပြအောင်မှာတို့နော်ကြည်စရာလေးတွေအဲ့ဒါကသူတို့ဆရာသမားများကပုံနဲ့ပါဆွဲပြီးတော့စာနဲ့ပါရေးပြထားပြီးသားဒီအတိုင်းသူတို့အကျင့်တာလိုက်ပြီနော်အဲ့ဒီလိုကြည်ရင်နဲ့အဲ့ဒီဝင်လေထွက်လေဆိုတဲ့အာနာပါနကိုထိန်းချုပ်ပြီးတဲ့အခါမှာနော်သူတို့ဘာတွေကျင့်လာလဲဆိုတာလေးကြည့်ထားအဲ့ဒီကနေတဆင့်သူ့ရဲ့အာနာပါနလေရဲ့ထိန်းချုပ်မှုကြောင့်သူစွမ်းအားတစ်ခုတော့ရပါတယ်အဲ့ဒီရတဲ့စွမ်းအားကိုကြည့်ဟောသူရဲ့စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်တယ်ခန္ဓာကိုယ်အနေထားကိုလေးလိုက်တယ်ပြီးမှကျခုံတာနော်ကြည့်ဟောအထင်တော့မသေးနဲ့နော်မတ်တက်ထိုင်ခွေအပေါ်မှာနေတင်းမင်းခွေတာတွေ့လားတဖြည်းဖြည်းမြင့်တက်သွားတာကြီးတနေ့တဖြည်းတဖြည်းတခုံတက်တခုံမြင့်တက်သွားတာကြာဟော10ပေလောက်ထိကိုတက်ချပါပြီပြန်ဆင်းလာပြီကျမ်းအမဟောအပေါ်မှာတင်းမင်းခွေတာစတိုးမိုးချင်းရိုက်ပြမယ်ကြည့်သူ့ရဲ့ခုံကြီးနဲ့ရောက်သွားတဲ့ခြေထောက်ကိုအပေါ်မှာတင်းမင်းခွေပြီးတော့မှအောက်ကိုပြန်ကျလာတဲ့အခါမှာဆိုဖာခံသွားတော်လေနီးစနစ်မကြရင်တင်ပါးရိုးနဲ့ခါးနဲ့ဆောင်းပြီးအစစ်အမြစ်လွဲပြီးတော့အန်ဒီရဲ့မရှိဘူးလားသူတို့ကအဲ့ဒီလိုအိမ်ရောက်ရင်စမ်းကြည့်တာတလက်မများမြင်မလားတထွာများမြင်မလားတို့မမြင်နိုင်ဘူးသူတို့ဗာလဲ10ပေလောက်ထိခုန်တက်သွားတာအဲ့ဒီကနေတစင်းကျင့်လာတဲ့ဆရာကြီးတွေဆိုဘယ်လောက်တက်သွားမလဲထန်းတစ်ပင်ထိတက်လို့ရသူတို့စွမ်းအားအဲ့တော့သူတို့ကအပေါ်မှာပျော်ပြီးတော့ဒီနေ့ဟိမဝန္တာဒေသနဲ့နော်ဥရုဝေလတော်မှာအဲ့လိုကျင့်နေတဲ့ပုံကိုယ်တွေများစွာနိဗ္ဗာန်ရောက်ကြောင်းလားတမထစနစ်လားတိုးလို့နေတာကဘာရောက်ကြောင်းဒါကြောင့်ဆရာသမားကောင်းဆိုတာလိုလားမလိုဘူးလားပြောယောဂီများဒီနေ့နေတဲ့မြို့ဒီမွေးဖွားလာတဲ့ဆရာဒီဆရာကောင်းလားမကောင်းဘူးလားကောင်းတကုံလွန်အားကြီးတယ်ကောင်းတာမှစကလုံးတွေကလည်းတကယ်ခစ်မိတယ်သင်သွားပြီးတဲ့နိတွေကလည်းတကယ်မကောင်းဘူးလားအဲ့ဒါကြောင့်အဘိဓမ္မာဦးဇင်းတို့ပေါ့ရောလေးမနေနဲ့နော်တန်ဖိုးတိပတန်ဖိုးရှိတယ်ကိုနေရတဲ့မြို့ကအရိယာသူတော်စင်ကြီးပေါက်ဖွားတဲ့မြို့အဲ့ဒီမြို့မှာနေတဲ့ပုဂ္ဂိုလ်တွေကနောက်ကမလိုက်ဘူးဆိုရင်မိဘရှေယာမနေရင်တော့ဆရာတော်ကြီးလည်းနာမည်မပြတ်ပါဘူးနော်ဥယျင်တော်ရွာလည်းနာမည်မပြတ်ပါဘူးမိမိအပေဟောပေါ့နိဗ္ဗာန်မရောက်တဲ့ခါကျတော့ငရဲတလိษံပြိတ္တာအတုတကယ်ဆိုတဲ့အပေလေးပါးကိုရောက်နိုင်လားမရောက်နိုင်ဘူးလားအခုဒီကဘာမှာနောက်ထပ်ဖျားတဆူပဲပွင့်တော့မယ်နော်ပေါ့လေးမတွေးနဲ့ဘာနဲ့အလားတနာတူလဲသိလားတို့ကကျွန်းတကျွန်းရေလေကျွန်းကြီးတကျွန်းရောက်နေတဲ့ခါမှာအဲ့ဒီပင်လေတွေဝိုင်းပြီးကမ်းမမြင်လမ်းမြင်နဲ့ပင်လေမှာလက်ဟွာပေါ့ငမန်းကြီးတွေနောက်ပြီးတော့ဒီမိချောင်းကြီးတွေလူသားစားကြီးတွေဝိုင်းနေတယ်တို့ကအဲ့ကျွန်းပေါ်မှာရောက်နေတယ်သင်းမောကတခါတဲ့လာပြီးတော့နိုင်တယ်မြလူကိုကဲပြီးတည်သွားလိုက်တာနောက်ဆုံးတစ်ခေါက်ကျသင်းမောကပြောတဲ့ငါသင်းမောဟာတဲ့နောက်ထပ်တော်ကြာနဲ့မလာတော့ဘူးဒီသင်းမောကြီးပြီးသွားတော့မယ်နင်တို့နောက်ထပ်ကဲမဲ့သင်းမောဘယ်လဘယ်နေ့ဘယ်ရက်လာမပြောနိုင်ဘူးဆိုပြီးတော့အဲ့သင်းမောကြီးထွက်သွားလိုက်တာမျောရက်တာကြာတယ်လားအခုအဓိမတရဂေါရမမြတ်စွာဘုရားသာသနာကွယ်ပြီးရင်အဓိမတရမြတ်စွာဘုရားသာသနာလာတော့မယ်အဲ့ဒါပြီးရင်ကဘာပေါင်းတသိန်းနဲ့အခုလိုတစ္ဆာတရားဟောမယ်ဘုရားတပ်ပိညုတမြတ်စွာဘုရားမပွင့်တော့ဘူးဘုရားမပွင့်တော့တန်ဃာတော်လည်းမရှိသောတပန်ဆိုတာဝေလာပဲတရကံအနာကံယဟန္တာရှိအောင်မလားမဟာမြတ်ကဘာတသိန်းကွယ်မယ်အရိယာတွေပျောက်ဆုံးသွားတော့မယ်ဘေးသားကြီးကျွန်းကြီးတကျွန်းမှာကြံပြီးတော့သင်းမောမလာတာထက်ဆိုးမယ်တို့မှာနော်ဒါကြောင့်ဒီနေ့ပြုတဲ့ဌာနတွေမကောင်းဘူးလားကောင်းတယ်အဲ့ဒီဌာနလူတွေပြန်ဖြစ်နိုင်ပါတယ်နတ်တွေဖြစ်နိုင်ပါတယ်သစ္စာနဲ့တွေ့ဖို့လွယ်သေးရလားဒါကြောင့်ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်တို့အတန်းတန်းမှားတယ်နော်မင်းတို့မပေါ်ချနဲ့ပျော်မနေကြနဲ့ဒီလိုမနေကြနဲ့ဥမာဆိုပါစို့တို့တွေလူတွေကမတ်တက်ရကြည့်တော့ပရွက်စိတ်လေးတွင်းထဲကထွက်လာသွားခြင်းရသွားနေတော့ဟိုဘက်ကကြောက်ထဲကြားခြင်းလဲကြားမယ်မိဘုံထဲရောက်ခြင်းလဲအပေါ်ကကြည့်နေတဲ့လူကတော့မမြင်ဘူးလားဒီလိုပဲတို့ရဲ့နေတာထိုင်တာဟာလေငများချစ်ကူမှာတို့ဂျိတ်ကိုမမြင်ဘူးအစာကိုမြင်ပြီးတော့တို့ဟာဟေးသားနဲ့ပြောသမီးနဲ့ပြောပစ္စည်းနဲ့ပြောဥစ္စာယတနာတွေနဲ့ပြောပြီးတော့တို့နေတာတနည်းကြရင်ဒီအပေတန်တရားဆိုတာဘိဒရေကြားဘူးနေကြမို့လို့တော့မရိုးသွားနဲ့နော်တို့အားလုံးတက်လာတာအပေတန်တရားကများတယ်လူဘဝလာတာအကြာကြီးလားခဏပဲလားအခုတည်ပြီးတဲ့အချိန်မှာဆိုပါစို့တကက်အခုတိတတ်တဲ့ပုံကိုယ်တယောက်ကနေနောက်ထပ်9ရက်ကြာရင်ကင်ဆာယောဂါနဲ့တည်တော့မယ်လို့
အတိအကျပြောပြီးဆိုရင်ဒုပိသများဘာတွေစိတ်ကူးကြမလဲမေတ္တာပဲပို့မလားဆွန်ပဲကတ်မလားတရားပဲနားမလားသာသမီကိုပဲမှားမလားလှုပ်ရှားတယ်ကဲမပြပါဘူးလားအေးတေတွင်တေပေါက်ရောက်မှမဖြစ်ရအောင်ဆရာတော်ဘုရားကြီးကကိုယ်သာနာ၍စိတ်မနာစေနဲ့တဲ့နော်ဘေးသားကြီးအမြန်မြန်ကြိုးစားဖို့လိုနေပြီနော်အမြန်ကြိုးစားပါတော့နော်သိအရေးကြီးတဲ့အချိန်ခါတွေရောက်နေပြီအဲ့တော့လေနေမင်းကြီးကအရှိရထွက်လာပြီးဘယ်ကိုဝင်သွားတော့နေမင်းကငါမဝင်ခြင်းဘူးနေခြင်းနဲ့ဆိုလို့ရလားနေမင်းလေးထွက်လာတော့ဟေးလူရဟာနေလုံးကြီးလှလိုက်တာကင်မရာလက်ထဲမှာရှိရင်ရိုက်ကြတယ်အနောက်ဘက်ကိုနေဝင်ကနေမှတောင်ဆွေလေးမှာကွယ်တော့မေးလှလိုက်တာနေမင်းကြီးကိုဓာတ်ပုံတွေရိုက်ကြတယ်ကွယ်ကန်ဒီအချိန်လေးလှလုံးအားကြီးလို့နော်ဟုတ်ပြီနေလုံးကြီးကထွက်လာတာဒီဘယ်မှာဆုံးလဲဝင်သွားတာမှာဆုံးတယ်တနေ့တာပြီးပြီတို့လည်းပဲအမေဘိုက်ထေကမွေးဖွားလာခဲ့တာပြီးသားရေနော်တနေ့ကျရင်ဘာဖြစ်ရမလဲအခုဥယျင်တော်ရွာမှာမွေးဖွားလာတဲ့မိုးကုတ်ဆရာတော်ဘုရားကြီးပြိဋိဘံဘာဖြစ်ရတယ်ဇံနော်ဟောဘုရားရှင်ဆရာတော်ဘုရားကြီးခန္ဓာဝန်ချပြီးတော့အယိုးတော်အသွေးတော်ဓာတ်တော်တွေကဓာတ်တော်မကြဘူးလားအဲ့ဒါတက်တည်ပြသွားပြီနော်ပြည်သားများဟုတ်ပြီကိုပြန်စင်းစားငါမွေးတော့မွေးလာပြီးဘာဖြစ်ဖို့တေးချလဲတေးချနေပြီဘလို့တေးရမယ်ဆိုတာသာမသိတာနော်ဘယ်နေရာတေးရမယ်ဘယ်သင်္ချမ်းကိုရောက်မယ်ဘယ်ဘဝကိုရောက်မယ်ဆိုတာသာမသိတာတေးဖို့တော့ဘာဖြစ်နေပြီအဲ့ဒီမှာတန်ဖိုးရှိသောတေးခြင်းနဲ့တန်ဖိုးမဲ့သောတေးခြင်းဆိုတာမရှိဘူးလားဆရာတော်ဘုရားကြီးတို့ခန္ဓာဝန်ချသွားတာတော့တန်ဖိုးရှိသောခန္ဓာဝန်ချခြင်းပဲတန်ဖိုးရှိတာဒီနေ့တို့ပြန်လာတာဟောဒီနာရောက်တော့အတုပနှလောင်းသွားတာတွေ့လိုက်တယ်စကိုင်းနားမှာအမလီကားတွေစီလိုက်တာအစီ340အဲ့ဒါတန်ဖိုးရှိတယ်လို့ပြောပါမလားပန်းကုန်းတွေအများကြီးနဲ့တန်ဖိုးရှိတာလားပိုးတဲ့လူတွေပါခြင်းပါမပါခြင်းတွေဒီခန္ဓာကြီးကိုကြီးကမ်းပဲစားစားလောက်ပဲတက်ခွေးပဲကြိုက်ခန္ဓာကတော့သူ့ဟာသူတုတ်တန်သွားမှာပဲကြံတဲ့ညာအကျိုးပေးလေးကအပယ်မသွားဘူးအရေးမကြီးဘူးလားတို့အရေးကြီးနေတာအပယ်မသွားဘူးအရေးကြီးနေတယ်နော်ပေါ်ဆန်းမထင်နဲ့လောကမှာဆင်းရဲလို့သူများလက်ညှိုးထိုးပါစေဘာမှမဖြစ်သွားဘူးအပယ်မပုတ်နိုင်ဘူးဒီသစ္စာတရားသာမလုပ်ဘူးဆိုရင်တော့ဘေးသားရေအပယ်၄ပါးမှာမျက်ရည်နဲ့မျက်ခွက်တို့အခုထိုင်ပြီးတရားနာချိန်မှာဆရာတော်ဘုရားကြီးဟောတယ်လေဒေဝဒုဒတုတ်တခါတဲ့တို့ရဲ့ကဘာမြေကြီးအောက်မှာမိဟောင်းဖဟောင်းဆွေဟောင်းမျိုးဟောင်းတွေတယောက်နဲ့တယောက်တွေးလိုက်ရင်အကုန်သိကြတယ်ဩငါမိမတော်ခဲ့တာပဲငါသားတော်ခဲ့တာပဲငါအဖေတော်ခဲ့တာပဲအားလုံးသိတယ်ငရဲတန်တရားမှာလူလောကမှာလုတ်ခဲ့တဲ့ကာယကံအပြည့်ဝစီကံအပြည့်မနောကံအပြည့်တို့ခါးစီးပြီးရင်ကော့ပြီးတော့နှစ်ပေါင်းတောင်းနဲ့သိန်းနဲ့ရှိပြီးတော့ခံစားနေကြရတယ်အောက်မှာကဘာမြေကြီးမှာတို့လူပြည်မှာလာပြီးလူဖြစ်တာနှစ်ပေါင်း4560ပဲပြီးရင်အဲ့ဒီနေရာပြန်သွားရမယ်ဆိုရင်သွားချင်ပါမလားထောင်ထဲမှာအင်မတန်အကျဉ်းချခံပြီးနေခဲ့ရတဲ့လူအပြင်ထွက်လာပြီးနင်းဖောင်းထောင်ထဲပြန်သွားရမယ်ဆိုဘယ်သူမှသွားချင်မှာမဟုတ်ဘူးအခုလေအပေတန်တရားသွားရမယ်ဆိုရင်ဝမ်းသာစရာလားဝမ်းနည်းစရာလားအေးအဲ့ဒါကြောင့်ဘေးသားများတို့ရောက်နေတဲ့ဘဝလေးမှာတကယ်အောင်ပွဲတဲ့နော်လောကမှာအိမ်နေရလာတာအောင်ပွဲစစ်မဟုတ်သေးဘူးဘွယ်ထူးဂုံထူးရလာတာအောင်ပွဲစစ်မဟုတ်သေးဘူးရွှေငွေချမ်းသာတာအောင်ပွဲစစ်မဟုတ်သေးဘူးအိမ်အောင်ကြတာအောင်ပွဲစစ်မဟုတ်သေးဘူးဟုတ်ရဲ့လားတို့မှာနှလုံးသားထဲမှာမြတ်ဗုဒ္ဓရဲ့တရားရောက်ရှိပြီးတော့မှသောတပန်တီးရင်လက်ခမောင်းခတ်တော့ဟေးတေမင်းငါ့ကိုကြိုက်တဲ့ချင်းခေါ်သောတပန်တီးပြီးရင်စัจ java ဝရိမင်းစည်းစိမ်အလကားဗြဟ္မာကြီးစည်းစိမ်အလကားတရားမင်းစည်းစိမ်အလကားကုလသမဂ္ဂအတွင်းရေးမှုအလကားဒီမှာသောတပန်အပေမသွားတော့ဘူးသူပဗုဒ္ဓသောတပန်တည်သွားတဲ့အနူးလဲနိုင်သေးလားယာထုဒါကြောင့်ဒီဟာလေးရအောင်တို့တွေစူးစမ်းဖို့မကောင်းဘူးလားအဲ့ဒီလိုမျိုးသားတို့တွေမစူးစမ်းကြဘဲနဲ့လောကမှာသူများကြီးဝါတာမနာလို့သူများချမ်းသာတာမနာလို့သူများစီးဝါပြက်အောင်သူများလည်းပြိုင်ဆိုင်ပြီးတော့သူများဂုံနေအောင်လိုက်ပြီးပြောတဲ့လူတွေရှိတယ်လှုပ်တဲ့လူတွေရောမရှိဘူးလားအဲ့ဒီလူတွေများလှုပ်ကြပြောကြမယ်ဆိုရင်အကြောင်းမကောင်းရင်တော့အကြောင်းကောင်းရင်အကျိုးကောင်းမှာအခုလူလောကမှာချမ်းသာတဲ့လူရှိသလိုလမ်းဘေးအိတ်လမ်းဘေးစားပြီးတော့ခါတဲ့ကျွတ်ကျွတ်အိတ်လေးတစ်လုံးကိုအိမ်လို့ပြီးတော့ခါတဲ့နေကြရတဲ့သူတွေနည်းနည်းလေးလားအများကြီးလားပြကြည့်တာခဏတော့နော်တို့အိန္ဒိယနိုင်ငံဖျားဘူးသွားတဲ့ခါမှာ
ဘလောက်ထိဆင်းရဲဒုက္ခရောက်နေကြတယ်လဲဘလောက်ထိကိုယ်လဲအင်္ဂါတွေရှိုးတဲ့နေကြတယ်လဲဘာတွေလုံးကြလို့လဲဆိုတာလေးတွေပြည်သားများကြည်ပြီးရင်လည်းထပ်မှန်ပြီးတော့ကြည်မကြည်ရသေးရင်လည်းဟိုအစားနေပြီမကြည်ရသေးရင်လည်းအသေးအဆန်းလေးနဲ့ကြည်ဦးဇင်းတို့နေရတာမှာပြပါပြီမနော်ဟုတ်ပြီဒါလေးကိုဆင်းရဲသားလေးတွေပြန်ပြန်ဟောကြဖရာဒုက္ခရကြည်တာကျင့်တဲ့တောင်ကိုဦးဇင်းတို့တက်တဲ့အခါမှာကြာလေထီးပြီးတော့အိယာဘေးထဲမှာလဲပြီးတော့ငါးပြားပေးပါတစ်ပြားပေးပါနှစ်ပြားပေးပါဘီစကုတ်လေးပေးပါဆိုတော့တောင်းနေကြတဲ့ယောက်ျားမိန်းမပေါင်းများစွာလူဘဝရောက်လာပြီမင်းနော်လာခြင်းတော့ကောင်းတယ်နေခြင်းကောင်းလားဒါနမပါတန်တရားလွန်စွာဆင်းရဲတယ်တဲ့ဒါနမပါလို့သူတို့ဘာဖြစ်နေကြလဲဆင်းရဲနေကြတယ်ပြည်သားဒါကြောင့်နော်ကြောင်းကြီးလှူလိုက်တာကုံသွားတာလားရလိုက်တာလားဟုတ်ပြီချမ်းမကြည့်ပါဦးနော်တနာစရာကောင်းတယ်တို့ရဲ့ဘဝအဆက်ဆက်မှာအမေအဖေတော်ခဲ့ဘူးတဲ့လူတွေနော်အင်မတန်အေးတဲ့အိန္ဒိယနိုင်ငံကြီးမှာဟေးအဲ့လိုဆောင်းပါလေးနဲ့မုံလေးတွေပဲလေးတွေရဖို့တဲ့ထိုင်ပြီးတော့တောင်းစားနေကြရတဲ့လူပေါင်းများစွာအမလေးယာနဲ့ထောင်နဲ့ရှိတယ်နော်အဲ့ဒီလိုဆင်းရဲဒုက္ခရောက်နေကြရတာတွေများစွာပဲတို့လည်းပဲဒီလိုဘဝကိုရောက်ခဲ့ပြီးပြီဖေယားကတို့မဖြစ်ဘူးတဲ့ဘဝမရှိဘူးလို့ပြောထားပြီးသားနော်ကျန်အများကြီးပဲဟောကျန်ရှိတော့ကြီးကအနောက်တစ်ချောင်းကနောက်မှလမ်းအရှိချောင်းကြီးကရှိဟိုတဲ့ပတ်စံခွက်လေးကိုကန်ပြီးတော့ဒီလောက်အေးတဲ့ရင်ပြင်တော်ကြီးမှာတို့တွေတခါနဲ့ခြေအိတ်သုံးလေးထပ်နဲ့အဲ့လိုကိုးပြီးသွားနေတဲ့အခါမှာသူ့မှာဘယ်မှာလဲခြေအိတ်ဘယ်မှာလဲလက်အိတ်ဘယ်မှာလဲခေါင်းဆိုသူလည်းပဲလူသားဆိုတော့မအေးဘူးလားဖျားဘူးပရိသတ်လာတဲ့ယာဒီမှာတပြားတစ်ချက်ရဖို့လိုက်ပြီးတော့တောင်းနေရတာဦးဇင်းတို့ရင်ခွဲနာလဲကြပါတယ်နော်တနာစရာလည်းမကောင်းဘူးလားကြည်သာခြေတော်လေးတွေတိုးပြီးတော့ကြာမသွားနိုင်မလာနိုင်မင်းနဲ့အေးတံကိုခံပြီးတော့ပတ်စံလေးတွေရဖို့တောင်းနေကြရတဲ့မိန်းကလေးယောက်ျားလေးအိုးများစွာကိုလက်ဒုက္ခိတတွေဖြစ်ပြီးတော့ဒီလိုယောက်ျားရတာလေချမ်းအုပ်စုလိုက်နော်ဒီမိသားတစုလုံးဆိုရင်လေမျက်လုံးအားလုံးကန်းနေတာမိသားတစုလုံးအမေလည်းကန်းအဖေလည်းကန်းသားသမီးလည်းကန်းဒါကြောင့်သတိထားနော်ဟဲ့သူများကလှူမဲ့မလှူပါနဲ့သွားမတားမိစေနဲ့သူများထွန်းထားတဲ့စီမီတွေသွားပြီးတော့မငြိမ်းမိစေနဲ့သူများရဲ့စီးပွားလာပါသွားမပိတ်မိစေနဲ့ဒီကောင်စီးပွားလုပ်နေတဲ့ငါဘာလုပ်လိုက်မယ်ငါ့ကိုဘာထင်လဲတွေ့လားသူစီးပွားပြတ်သွားပြီပေါ့လောကမှာအနိုင်ရလိုက်တယ်ထင်တာနိုင်တာလားရှုံးသွားတာလားကံကြွေးကိုဘာနဲ့ဆမ်းရမလို့ခန္ဓာနဲ့ဆမ်းရမယ်နော်နောက်ပြီးတော့ဟောတရားပွဲတွေလုပ်မယ်မလုံးနဲ့ဟေးသွားမပိတ်မိစေနဲ့အရေးအကြီးဆုံးပဲကျန်မျက်လုံးတွေဘာဖြစ်ကြလဲကန်းတတ်တယ်အဲ့ဒီမိသားတွေဆိုလို့မျက်လုံးတွေကန်းချင်တာဒီလူကြီးဆိုတိတ်ကြောက်เสียကောင်းတာမျက်နှာကြီးဆိုရင်လေတခါတည်းနော်တော်တော်ကြောက်เสียကောင်းတဲ့မျက်နှာကြီးနူရွဲပြီးတော့နော်လက်ကြီးတွေမှာခါတဲ့ဟိုပေါ့ပြည်တွေတရွဲနဲ့ဦးဇင်းတွေ့ချင်းယွန်လိုက်တာဒါပေမဲ့ဦးဇင်းနှလုံးသွင်းကြည့်လိုက်တယ်ဟောဖယားနဲ့ဆရာတော်ကြီးဟောတယ်ငါရဲ့အဖေမတော်ဘူးတာမရှိဘူးတဲ့အရင်ဘဝတစ်ခုမှာငါရဲ့အဖေတော်ဘူးမယ်ငါသားတော်ဘူးမယ်ငါရဲ့ကျေးဇူးတင်တယောက်ပါပဲဦးဇင်းဝတ္ထုလှူတယ်နော်မလှူပဲမနေဘူးသူတို့နော်လှူခဲ့တယ်ခြေသာဟောလှူတဲ့နေရာလေးမှာလိုက်ပြီးတော့လှူကြတယ်ချာဒါလောက်အေးတဲ့ဒေသမှာစာလီပိုင်းပါလေးတွေနဲ့ဟေးခါနဲ့တို့ရဲ့အဖွားတော်ခဲ့ဘူးတဲ့သူတွေဆင်းရဲနေတာတပ်ပေတတ်တာကမ္မတကာလူတွေကကံကိုထမ်းပြီးတော့မလုပ်နေကြတယ်သွားနေကြတယ်ကိုလှုပ်တဲ့ကံလေးတွေနဲ့ကိုကျင်တာဒါလောက်အေးတဲ့ယာတီတွေမှာဒီလိုမျိုးဖြစ်နေကြတယ်ဆိုတာကျန်မိသားစုစုလို့မျက်စိကန်းနော်ဖြစ်နေကြတာလေးတွေတနာစရာလည်းကောင်းတန်ဝေကယူစရာလည်းမကောင်းဘူးလားတန်ဝေကဆိုတာလေကြောက်စိတ်ဩခန္ဓာရလာတာဘေးတစ်ခုပဲဆိုတော့ကြောက်တဲ့စိတ်လန့်တဲ့စိတ်ကိုဘာလို့ခေါ်လဲတန်ဝေကညာလို့ခေါ်ပါတယ်နော်ပြည်သားများကျန်ဦးဇင်းတို့မြတ်ဗုဒ္ဓတရားကျင့်ကြံခဲ့တဲ့ဥရုဝေလတော်ဆိုတာဒါကြီးပဲဖရာဒုက္ခရစိတ္တိယကျင့်တယ်ဆိုတာဒီနေရာလေးမှာအုတ်ကူရှိတယ်ကြောက်ကူအဲ့ဒီကြောက်ကူထဲမှာနေပြီးတော့မြတ်ဗုဒ္ဓ6နှစ်တိုင်နော်ပြည်သားကြီးဦးဇင်းတို့မြတ်ဗုဒ္ဓကိုလေဖရာအဖြစ်မှဦးဇင်းကြည်ညိုတာမဟုတ်ဘူးဖရာကျင့်ခဲ့တဲ့အချိန်ကိုပြန်ပြီးစဉ်းစားကြည့်တရားကိုကြည်ညိုစရာမကောင်းဘူးလားတို့ရဲ့မိုးကုတ်ဆရာတော်ဖရာကြီးလည်းဒီလိုပဲဒုတိယကဘာစစ်ကြီးဖြစ်တော့တခါနဲ့ဘောလပန်းကိုသွားပြီးတော့ကြောက်ကူကြီးမှာတရားအားထုတ်တာဦးဇင်းအဲ့ဒီကြောက်ကူကိုသွားကြည့်ပြီးပြီဥယျာဉ်တော်ရွာကလူများမေးကြည့်ရှင်တဲ့တကားမများဆရာတော်ဖရာကြီးယဟန္တာဖြစ်အောင်ကျင့်ခဲ့တဲ့နော်အဲ့ဒီမှာရှိနေတဲ့မိုးကုတ်မြို့ကကြောက်ကူရောရောက်ပြီးကြပြီလား
ရောက်ကြသေးဘူးအဲ့ဒါကြောင့်ဘောကိုရွာကလူကိုအထင်မကြီးတဲ့ပုံစံလုံးမနေနဲ့နော်ပြေးသားများမြတ်ဗုဒ္ဓပွင့်တော်မူတဲ့နေရာကိုတို့တွေသွားကြတယ်ဖျားဖွာတဲ့နေရာကိုဦးဇင်းတို့သွားကြတယ်သိချင်လုံးနော်ဓမ္မမရောက်ဘူးရင်ပြလိုက်မယ်မိုးကုတ်ဆရာတော်ဘုရားကြီးဒုတိယကဘာစစ်ဖြစ်တော့သူ့ရဲ့တပည့်တကာမတွေပြင့်တဲ့အတွက်ကြောင့်အကျဉ်းချင်းပြင့်မှမိုးကုတ်မြို့ကိုလိုက်သွားပြီးတော့ဘုံတန်၄တန်ခံနိုင်အောင်ဆရာတော်ဘုရားကြီးလိုက်ပြီးတော့လိုက်ချတဲ့ခါမှာဒီတော်ထဲမှာအဲ့ဒီအချိန်ကဆင်းနေကြားတွေရှိတယ်မွေကြီးတွေရှိတဲ့နေရာနော်အမအရန်ရှိတဲ့နေရာကြီးမှာဆရာတော်ကြီးအဲ့ကြောက်ကူကြီးကိုသွားပြီးတော့ရှာဖွေခဲ့တာဆရာတော်ဘုရားကြီးဒီပဋိစ္စသမုပ္ပါဇက်ဝိုင်းကတော့အခုမှနောက်မှသွားလှုပ်ထားတာပါဒီဖရားလေးတွေနဲ့ရွှေချထားတာကအရင်တုန်းကတော့ရင်ကြီးတဲနေတဲ့ကြောက်ကူကြီးပဲနော်ဟာဒီကြောက်ကူကြီးအဲ့ဒီမှာဒီနေရာလေးကဝင်သွားမယ်ဆိုရင်ဆရာတော်ဘုရားကြီးတရားကျင့်ကြံခဲ့တဲ့ဂူဒီပေါ့တွေကနော်၄နှစ်၄မိုးတိုင်အပြင်မှာမိုးရွာမှမသိနှင်းကြမှမသိတခါတဲ့ဆရာတော်ကြီးဘလောက်ကျင့်ခဲ့မလဲဦးရှင်တို့စဉ်းစားကြည့်တယ်မြတ်ဗုဒ္ဓတောထွက်သွားတာလေတို့လိုအနှွေးထဲလည်းမပါပါဘူးခေါင်းစွပ်လည်းမပါသွားပါဘူးလက်အိတ်ရှိအိတ်တွေလည်းဘုရားမှာပါသွားလားပါပါဘူးနွေရာသီစံကြောင်းမိုးရာသီစံကြောင်းဆောင်းရာသီစံကြောင်းဆိုတဲ့စံကြောင်းကြီး၃ခုနဲ့စံပယ်နေတဲ့တိဋ္ဌသမင်းသားအိမ်ရှိမင်းသားနော်တို့နဲ့ဘာမှမဆိုင်ဘူးအဲ့လိုဘရင်သားတော့နော်တိဋ္ဌသမင်းသားတောထွက်တဲ့ခါမှာကန္တကကိုခေါ်ပြီးတော့ငါဥရုဝေလတောမှာဘယ်နေရာမဆိုပေါ့ဘုရားမှာဥရုဝေလတောလို့မသိသေးဘူးတရားရှာဖို့သွားမယ်ငါလမ်းမှာထမင်းငါမလားမသိငါလမ်းမှာဘလို့နေမလဲမသိဘူးဘုရားမှာအဝတ်ထုတ်ကြီးပါသွားလားငပိကျော်ငချောက်ကျော်ဘာလာချောင်းကျော်တွေရောပါသွားရဲ့လားဒုပိယခရီးလေးများသွားရင်အမလေးစားတတ်တဲ့ငပိငချောက်တွေဆွဲချင်းကြီးဆွဲချင်းငယ်တရားစကားဝင်ဖို့သွားတာလေဆွဲချင်းကနှလုံးတစ်လုံးထဲမှာငပိကျော်ငချောက်ကျော်အမလေးငပြောသည်ဘာလာချောင်းကျော်ငပါမေးမျိုးစုံပဲအကျော်တော်ဘူး9ရက်တရားသွားဝင်တာ14ဘူး15ဘူးပါတယ်နောက်ထပ်ဆွဲချင်းတစ်လုံးထဲကြည့်လိုက်တော့အမေခေါင်းသေးသေးကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ်အမလေးတို့ကစဉ်းစားကြဟာဒီဒကာမတရားလာဝင်တာသူ့အိမ်ကကလေးကစားတဲ့ဆွဲချင်းနဲ့များမားလာလားမသိဘူးသူတရားထိုင်ရင်ဒါတွေဘာလို့ဖို့လဲမသိဘူးသွားကြည့်တော့ဘယ်ဟုတ်မလဲတင်ပါအောက်မှာတစ်လုံးနော်ဒူးအောက်မှာတစ်လုံးရှင်မျက်စိအောက်မှာတစ်လုံးခေါင်းလေးတွေဟေးအမလေးဩတရားထိုင်တာတင်ပါနာတယ်ဒူးနာတယ်အမလေးနာတယ်ပေါ့ဈေးထဲမှာဈေးရောက်တော့တနေ့ကုန်ခေါင်းအုပ်လည်းမခံပါလားဟုတ်တယ်မလားခံလားတရားလေးအားထုတ်တော့ဖြစ်နေကြတာဘုရားလောင်းသိတ္တတာမင်းသားတွေအဲ့ဒီကပိလက်ဝနေပြီးတော့ဆိုတာဒီဟာကြီးပဲအရှိပဲပေါက်တာကန္နကမြင်းကိုစီးပြီးတော့မောင်ဆန်းကိုခေါ်ပြီးတော့တခါလေအဲ့ဒီကနေဘုရားလောင်းသိတ္တတာတောထွက်တဲ့နေ့မှာပဲဘသူ့ကိုဖွာတော့ယာဟုလားဘသူ့ကိုဖွာတော့ငါသားလေးဒီနေ့ပဲမွေးတယ်ဆိုပြီးဘုရားပြန်လာလားလုံးဝနောက်မဆိုပဲတခါလေဘုရားသွားပြီနော်အဲ့ဒီမှာဘုရားလေးဟိုးတမိုင်လောက်ဝေးတဲ့နေရာတော့နောက်ကိုတစ်ချက်ပြန်ကြည့်တယ်အဲ့ဒီနေရာလေးမှာဇေဒီလေးတစ်ခုတည်ထားတယ်မျက်စိထဲမှာမြင်ပြီလားဘာမြင်တော့ရောက်ဘူးလားဘာဖြစ်လို့လဲဘာဖြစ်လို့မသွားတာတော့ဟမ်ပိုက်ဆံမရှိလို့မရှိဘူးဆိုရင်မရှိဘူးဖြစ်တတ်တယ်နော်ခင်ဗျားတို့ဗုဒ္ဓဂယာမဟာမြေမြတ်ဖျားစစ်ဖျားမှာပွင့်တဲ့နေရာဟာလေဆန်းဆိုင်မှာဘာရှိလဲဆန်းရှိတယ်ရွှေဆိုင်မှာဗုဒ္ဓဂယာဘောဓိတွေမှာနိဗ္ဗာန်ဓာတ်ရှိတယ်ပေးတာရေမရှိမထင်နဲ့ဆရာတော်ကြီးမွေးတဲ့နေရာဓာတ်ရှိတယ်ဆရာတော်ကြီးတရားအားထုတ်တဲ့နေရာနိဗ္ဗာန်ဓာတ်သူ့ဟာနဲ့သူရှိတယ်မရှိမထင်နဲ့နော်သွားပြလိုက်အိမ်ရောင်းသွားခြံရောင်းသွားပြီနော်ဘာဖြစ်လဲပြန်လာလို့နေစရာမရှိရင်ဒီเจ้าထဲမှာမင်းเจ้าမှာလာနေရှင်ဖျားတပြီးတော့ခြံရောင်းပြီးသွားလိုက်တာဗုဒ္ဓဂါရောက်ပြီဖျားဒီမှာနေမယ်ဆိုဘုန်းကြီးကရိုက်ထုတ်မလားထုတ်ပါဘူးဘုန်းကြီးပဲနော်သွားကြည့်ဖို့စမ်းကြည့်လိုက်လေနော်အကယ်၍မင်းเจ้าဆရာတော်ရိုက်ထုတ်ရင်ဦးစင်းเจ้าကိုလားတကယ်ဗုဒ္ဓဂါယာကိုခြံရောင်းပြီးသွားပါတယ်ဖျားနေစရာသားသမီးလည်းမရှိတော့ပါဘူးဆိုလားဦးစင်းเจ้าမှာထားပေးမယ်နော်သွားစေခြင်းနဲ့ပြီးသားရေတကယ်တန်ဖိုးရှိတာနော်တကယ်တန်ဖိုးရှိတဲ့နေရာတွေအနေရာလေးနော်ဖះလောင်းသိတဲ့အဲ့ဒီကနေတောထွဲပြီးတော့ကပိလက်ဝနေပြီးတော့နေသွားလိုက်တာနော်ဟိုးပဲအဝေးမှာရှိတဲ့ဇေဒီလေးရှိတဲ့အချိန်နေရာလေးကနေတစ်ချက်ပြန်ပြီးတော့နန်းတော်ကိုပြန်ကြည့်ပြီးတော့ဖះမကြည့်တော့ဘူးဖះမှာဘာမှမပါသွားဘူးအဲ့ဒီလိုနဲ့ကြံသွားလိုက်တဲ့ဖះလောင်းသိတဲ့မင်းသားဟိုကနေပြအတူပါချသွားတာလေးပြစီနော်
အဲ့လိုသွားလိုက်တော့အဝတ်အစားလဲလဲဖို့မပါနောက်ဆုံးဘာလုပ်လဲဆိုတော့ခေါင်းကဆံပင်ကိုအနော်မှာတောင်ကမ်းမှာဘာဖြစ်လဲပယ်လဲပယ်ပြီးတော့ဖះလောင်းကဲငါဒီလူဖို့ကြောင်ကြီးနဲ့နေလို့တော့ငါမဖြစ်ပါဘူးဆိုပြီးတော့ကဲဖះလောင်းတိတ်တတ်တာမင်းသားနောက်ဆုံးပြီးအဝတ်အစားလိုက်ချတဲ့ခါကျတော့သူများတွေပေးတာကမ်းတာရောင်စုံကာလာတွေဝတ်နေမယ်ဆိုရင်ငါစွဲလိမ့်မယ်ဆိုတော့ဖះလောင်းတိတ်တတ်တာမင်းသားကဲအဲ့ဒါတွေမဝတ်တော့ပဲနဲ့ဂင်းကမြစ်ကမ်းတစ်ချောင်းလိုက်ကြည့်လိုက်တဲ့ခါမှာအိန္ဒိယနိုင်ငံရဲ့ထုံးစံအရဟုတ်ပြီလူသေးပြီဆိုလို့ရှိရင်ကြာဟောဒုနိုင်ငံမှာလာဟေကာကြီးအစီ340နဲ့ပန်းခွေနဲ့ငိုမဲ့လူနဲ့ကတော့ပွဲနဲ့တင်းချိုင်းကိုလိုက်ပြီးနှုတ်ဆက်ပြီးတော့ပိုးကြတာသူများတိုင်းပြည်မှာတွေ့တယ်မလားဝါလုံးနှလုံးပေါ်တင်အဝတ်စားတစ်ခုအုပ်ပြီးကျိုးနဲ့ချီပြီးတော့သွားဂင်းကာမြစ်ကိုဆင်းရဲရှမ်းသာသာသွားပို့လိုက်တာပဲအဲ့ဒီနေရာလေးလဲမြစ်လဲရောက်ကောအဲ့ဒီအလောင်းဖုံးသွားတဲ့အဝတ်မိမယောက်ျားသေးလူသေးပြီဆိုတဲ့ပိဋကရေယောဂဖြစ်ကြမှာပေါ့နော်အနာရည်ရှိမယ်ပြည်တွေရှိမယ်တလိပ်တွေရှိမယ်အံဖတ်တွေရှိမယ်အိန္ဒိယကလည်းတကယ်ညစ်ပတ်တဲ့တိုင်းပြည်ဆိုတော့ဘယ်လောက်ထိယွန်စရာကောင်းမလဲသာစဉ်းစားကြည့်လိုက်တော့အဲ့ဒီအဝတ်တွေကိုဘေးနားမှာဖဲမီးပုံပေါ်မှာတင်ပြီးတော့အလောင်းကြီးမီးရှို့တော့အဝတ်အစားတွေပေးကြမ်းနေမကြမ်းဘူးလားအင်းငိုင်းနေလားကြမ်းပါတယ်ဖေဟာအမလီဖြစ်နေတာဒါတော့တောင်ရှမ်းနေပြီလားအမလီနော်အမလီဒါဆိုမနေ့ပြန်ဆို9 နာရီစမယ်နော်ညအေးလဲဆိုရင်အခါကျမှတို့ဖရာလောင်းတို့ကယတိယဟန်တို့ကအဲ့လိုပြစ်ထားတဲ့အဝတ်တွေမိမစာလီပိုင်းဆိုတာတို့ဗမာလိုပြောတပိန်တွေအင်ကြီးတွေယောက်ျားဝတ်ခဲ့တဲ့ပစိုးတွေဘသူမှသေတဲ့အချိန်မှာတော့တန်ဖိုးအရှိဆုံးပစ္စည်းတွေထဲမပေးလိုက်ဘူးနောက်ဆုံးသုံးမရတဲ့အဝတ်အစားအစုပ်ပလုတ်တွေထည့်လိုက်မှာပေါ့အဲ့ဒီကဖရာလောင်းကောက်အဲ့ဒါလေးတွေကောက်လာတော့ဟာသွေးတွေနဲ့ပြည်တွေနဲ့ဟေးယွန်စရာကောင်းတယ်မယ်နော်တို့ဒီခေတ်မှာသင်္ကန်းပေါ်လို့အမလီနော်သတိတိုင်းဖဲတွေဖိုးလိုင်းဖဲတွေဇီဝိုင်းစီများစွာပေါ်နေတာအဲ့ဒါကိုမှတခါတည်းဖရာလောင်းတို့လျှော်ဖို့အဲ့ဒါကိုရှုပ်ဖို့အတွက်အမရှိဘူးအရှိဘယ်ရလာမလို့အခါကျမှဒုတ်တွေကိုရှွန်းအပေါက်တွေဖောက်ဒီလိုတစ်ပင်တွေကချော်ကြိုးလေးတွေကိုယူတီးပြီးတော့မှဝတ်ရတယ်မျက်စိထဲမှာမြင်ကြည့်တာဦးစင်းတို့အဲ့လိုသာလုပ်ရမယ်ဆိုတို့ယဟန်လည်းဖြစ်ချင်မှလည်းဖြစ်မယ်တို့စိတ်ဓာတ်မှမရတာနော်ဖရာလောင်းဆိုတာဒုက္ခရစရိယာယောက်ျားတိုင်းမလုံနိုင်တဲ့အလုပ်ကိုလုပ်သွားတာနော်ပြီးတော့မှဟေးဒီခေတ်မှာတို့ဆွန်းစားရင်အမဲဇွန်နဲ့ခရီးနဲ့လက်တုပ်ပွားနဲ့တစ်ရှူးနဲ့အမလီဖြစ်နေတာတလုံးစားလိုက်တလုံးတုပ်လိုက်တလုံးစားလိုက်ဖရာလောင်းမှာအဲ့လိုလားဘာနဲ့ဆွန်းခံရမှမသိမြေကြီးကိုရှုံ့ကိုဖုတ်ပြီးတော့တပိတ်လုတ်မီးနဲ့ဖုတ်မြေနာနေတဲ့တပိတ်ကြီးကိုပိုက်ပြီးတော့ဆွန်းခံထွက်တဲ့အချိန်မှာပြကြံဒုက္ခရစရိယာကနေပြီးတော့သူဇာတနေတဲ့ရွာကို10 မိုင်ဝေးတယ်10 မိုင်ဖះလောင်းအဲ့ဒီနေရာကိုဆုံးခံကြွတဲ့ခါမှာလေအိန္ဒိယမှာဖះစစ်ဖះမှန်ကလည်းမပွင့်သေးဘူးဆိုတော့ဘေးသားကြီးအဲ့မှာဒုက္ခရစီတွေကကျင့်ခဲ့တဲ့တောင်းချာတို့တွေကြောက်တုံးတွေဂျားတွေကခက်ခဲအဲ့ဒီကိုတက်ရတာဖះအဲ့ဒီနေရာမှာ6 နှစ်တီတက်လိုက်ဆင်းလိုက်တက်လိုက်ဆင်းလိုက်မိုးရမရှိခေါင်းအုံးမရှိအဝတ်စားမရှိစောင်းမရှိဒါလောက်အေးတဲ့အိန္ဒိယမှာဘယ်လောက်ထိဒုက္ခခံရမလဲဒါကြောင့်ဖះကတိတ်ကြည်ညိုဖို့ကောင်းတယ်နော်ဒါလောက်ရှိတဲ့ကြောက်တုံကြီးထိတ်မှာတဲပြီးတော့ကြောက်ကူကြီးထဲမှာတရားအားထုတ်တာမနဲ့မိုးလေးတို့မဟုတ်မနဲ့ဖြာဆိုရင်တက္ကမတွေဘာတွေချက်ထားကြပြီလဲမသိအကောင်းဆုံးတွေကြီးပဲဟုတ်ရလားမသိနော်ပြောကြည့်တာပေါ့ကော်ဖီနဲ့လက်ဖက်ရည်နဲ့ရင်နွေးချမ်းနဲ့ဖះကိုတတိယကြည့်တော့စားစရာမရှိတော့မနဲ့မိုးလေးတော့တပိတ်ကိုကန်ပြီးတော့ပိုက်ပြီးထွက်သွားလိုက်တာတဲ့လမ်းမှာခဲနဲ့ပေါက်တဲ့လူကပေါက်တယ်ကြက်တည်မရှိဘူးဆိုပြီးတော့တဇွေးနဲ့ထွေးတဲ့လူကထွေးတယ်နှင်ထုတ်တဲ့သူကနှင်ထုတ်တယ်ဖះမှမဖြစ်သေးတာလုံးမှာပေါ့နော်ဖះလောင်းတိတ်တသာမင်းသားပလာတာတစ်ချက်မရတဲ့နေပေါင်းများစွာအာလူဟင်းမရတဲ့နေပေါင်းများစွာပဲတစွန်းမရတဲ့နေပေါင်းများစွာနောက်ဆုံးဖះဘိုက်စာလုံးအားကြီးလို့တပိတ်ကိုရေဖြော်ပြီးတော့နေတင်စရာမြင့်မှာတောက်ခရတဲ့ရက်ပေါင်းနည်းနည်းလေးလားအများကြီးလားတို့တွေတရားရဖို့အတွက်နော်သူ့အတွက်ဆိုသူအဲ့လောက်ပင်မစရာမလိုဘူးအဲ့ဒီခါကျမှနောက်ဆုံးပဲဖះလောင်းလေးအမှလေးတိရွယ်လေးတွေကိုစားဒုက္ခကျင့်ခဲ့တဲ့ကူရောဒီကူလေးအဲ့ဒီအပေါက်ကဝင်သွားရင်အထဲမှာလေမှောင်မဲနေတဲ့ဓာတ်ပုံရိုက်လို့တော့မပေါ်ဘူးလူတယောက်လေးနေစာလောက်ပဲရှိတယ်မတက်ရရင်တော့အရက်မလူအဲ့ဒီကြောက်ကူအခုမှတမန်တလင်းခင်းလိုက်တာဒီအပေါက်တဘာဝကြောက်ကူထဲမှာဖះဝင်ပြီးတော့ဒုက္ခရစိတ္တရာတွေကျင်းပြီးနောက်ဆုံးပဲဖះအဖြစ်ကိုမရဘူးလား
အဲ့ဒါနဲ့ထတ်တူတို့ရဲ့မိုးကုတ်ဆရာတော်ဘုရားကြီးဘောလတန်းမှာလိုက်ပြီးတော့လိုက်ချတဲ့ခါမှာဘောလပန်းမှာနော်ကြောက်ကူကြီးသွားတွေးတဲ့ခါကျမှဘုရားအားထုတ်တာဥစဉ်စိတ်ထဲမှာတွေးကြည့်တာပါ။အော်အရိယာတို့အတွက်နတ်တို့ကဖန်ဆင်းပေးသားသလိုဆိုတာမှန်တယ်အမှန်နော်အဲ့ဒီကြောက်ကူထဲကိုဝင်သွားလိုက်တဲ့အခါမှာကျန်ဒီလိုနေရာလေးပဲရှိတယ်ကျင်းလေးအခုမှဆရာတော်ကြီးပုံတီဆောက်ထားတယ်ဘုရားပုံရှိတယ်ဥစဉ်အဲ့ဒီနေရာလေးမှာလှဲပြီးတော့အိတ်ကြည့်တာခြေတောက်တောင်မှဂူအပေါဝါနာထိမတက်ပဲဖြစ်တယ်ဆရာတော်ကြီးအားထုတ်ခဲ့တဲ့ຫນွေမိုးဆောင်၄နှစ်တိုင်အားထုတ်ခဲ့တဲ့ကြောက်ကူနေရာအဲ့ဒါနော်အေးအမှအားထုတ်ခဲ့တဲ့နေရာလေးဥစဉ်တို့သွားကြည့်တယ်ဟောအဲ့မှာဦးဇင်းတို့လည်းနိဗ္ဗာန်ဓာတ်အောင်ဓာတ်ရအောင်ဆရာတော်ကြီးရဲ့ဂူမှာလည်းပဲတရားအားထုတ်ခဲ့သေးတယ်နော်ဒါဆရာတော်ကြီးတရားအားထုတ်ခဲ့တဲ့ဂူအဲ့ဒီမှာဇာထဲမှာပါတယ်အဲ့ဒီကနေထွဲပြီးဒီနေရာမှာတဲစရလေးနဲ့ပေါ့ဆရာတော်ဘုရားကြီးဆုံးဖုံးပေးသုံးဆောင်တဲ့နေရာဆိုတာပြတာကြီးသွားဖို့မကောင်းဘူးလားကိုယ့်ရဲ့မြို့ကဆရာတော်ဘုရားကြီးပဲပြတာကြီးသွားလိုက်ကြကြမှာအဲ့နေရာလေးနော်အေးကောင်းပြီအဲ့ဒီလိုနဲ့ဆရာတော်ဘုရားကြီးတို့တွေတရားတွေကျင့်ကြံလာခဲ့တဲ့ကြတော့သူတော်ကောင်းအလုပ်ကိုလုပ်တော့သူတော်ကောင်းတရားတွေမရသွားဘူးလားဒါကြောင့်တကယ်အောင်ပွဲတဲ့မအောင်ပွဲတော့ပြီးအခုနပြခဲ့တာနော်အခါကျမှဆရာတော်ကြီးတို့တကယ်တမ်းအပြင်မှာလေဂျပန်ခေတ်မှာတခါတဲ့ကိလေသာတွေနဲ့တယောက်တိုင်ငံတယောက်အလူအရက်တိုက်နေတဲ့ခါမှာဆရာတော်ဘုရားကြီးရဲ့အဲ့ဒီမိုးကုတ်မြို့ရဲ့ဘောလက်သားမှာတခါတဲ့အလူအရက်ဘောကိလေသာနဲ့တိုက်ပွဲဝင်နေတာနော်မတူဘူးနော်တိုက်ပွဲဝင်ပုံချင်းတူးလားအဲ့လိုတိုက်ပွဲဝင်ခဲ့တဲ့ဆရာတော်ကြီးနောက်ဆုံးမှကျင်တာတရားရည်အမြိုက်စီးတွေတိုက်ကြွေးတို့အခုဦးဇင်းတို့တရားတွေနာကြားနေရတယ်ဆိုတာဘသူရဲ့ကျေးဇူးတို့ဆရာတော်ဘုရားကြီးရဲ့ကျေးဇူးကဲဟုတ်ပြီအဲ့ဒီချိန်မှာဒီလောက်ထိမြတ်ဗုဒ္ဓရဲ့သာသနာကိုခဲခဲရင်ရင်လုပ်ခဲ့ရတဲ့ဘုရားရှင်ကိုတော်မြတ်ကိုဘုရားပုံတွေကိုအိန္ဒိယမှာဘလို့လှုပ်လိုက်တယ်လဲဆိုတာလေးတွေဘဟုတုတရဖို့ပြမယ်ဟောကြံဒါကဗုဒ္ဓဂယာမှာရှိတဲ့နော်မင်းတုံးမင်းရဲ့လှူလိုက်တဲ့ကြောက်စာတိုင်းတွေကိုဘယ်မှာထားသလဲလို့ဦးဇင်းတို့ကြည့်ဖို့လေးလာဖို့သွားကြတဲ့အခါမှာဒါကြီးကတော့သွားကြတဲ့အခါမှာဟောမှာကြည့်မဟန္နန္တော်ဆိုတာမြန်မာပြည်ကရှင်ဘီရင်တွေလှူလိုက်ကြတယ်မိုးကုတ်ဆရာတော်ဘုရားကြီးတို့လှူလိုက်တဲ့ကြောက်တံပရများတွေကိုမဟန့်ဆိုတဲ့အိန္ဒိယနိုင်ငံသားကမလှူဘဲနဲ့တူနေတဲ့နန်းတော်ကြီးအဲ့လိုဆောက်ပလိုက်တာနော်အဲ့လိုဆောက်ပလိုက်ပြီးတော့မှကဲတို့ရှေ့ကိုလည်းဆက်သွားရောမင်းတို့မင်းလှူလိုက်တဲ့ကြောက်စာကိုဘောဓိပင်နာမှာမထားဘဲနဲ့နွားချီးပုံနေနဲ့တဲ့ကျန်တစ်ခြုံတော်ကြီးထဲမှာတစ်တော်ကြီးထဲမှာသွားပြီးထားတာကြီးတွေ့ရတယ်ဒီတန်းမြန်မာပြည်ကဘလောက်လှူလိုက်တယ်လို့ရေးထားတဲ့ကြောက်စာတိုင်းကြီးရဲ့ဝမ်းနည်းစရာကောင်းတာဖျားပုံလေးတွေကိုကြည့်ထုထောင်းပြီးတော့ကျန်နွားချီးနဲ့နေတဲ့ရှိုးနဲ့နေတဲ့နွားတင်းကုန်းမှာလှုပ်ထားကြတာလေဖျားပုံတွေကိုမယိုမသေးမလေးမစားနော်ဒီတန်းမင်းတို့နော်တန်တမာနေသွားရင်တဲတဲ့တဲရအခုတော့နွားတင်းကုတ်ဖြစ်နေပြီလှုပ်ထားတာနော်ကျန်ဘုရားပုံနေဇောက်ထိုးမိုးမြော်လို့ပြီးတော့ကျန်အဲ့နေရာမှာအပေါ့အလေးပန်းနေတယ်ဒီနေရာမှာတို့ကသွားပြီးတော့ဒါကိုဖယ်လို့မရဘူးလှုပ်လို့မရဘူးသူတို့ကမကြည်ညိုတာပေးတာကြီးနော်အဲ့ဒီလိုတွေလှုပ်နေတာခြေတန်းကစ္စရိယဇေဒီကိုရောက်တဲ့အခါမှာကြည့်ဘုရားပုံတွေကိုနှစ်ပိုင်းချိုးထားတယ်ခေါင်းတွေကိုဖြတ်ထားတယ်ကျန်ဖြတ်ထားတာဒီအားလုံးတဆူမှကောင်းကောင်းမရှိဘူးဖျားသုံးခဲ့တဲ့တပိတ်တော်တွေကိုထည့်ပြီးတည်ထားတဲ့ဇေဒီကြီးမှာလှုပ်ထားကြတာတွေဟာဝမ်းနည်းစရာမကောင်းဘူးလားအဲ့ဒါကြောင့်ဘာဖြစ်ကြတယ်လဲဒီလိုမျိုးကိုယ်လက်အင်္ဂါတွေရှို့တယ်ပြီးတော့ဒုက္ခပေါင်းများစွာရောက်ပြီးတော့ဖြစ်ကြတယ်ဆိုတာဘသူပြုခဲ့တဲ့ကံတော့မိမိပြုခဲ့တဲ့ကံဘသူခံတော့မိမိခံအဲ့ဒါကြောင့်ကံရဲ့အကြောင်းတရားပေါ်ပြီးတာနော်ဟုတ်ပြီအဲ့တော့နော်ကာယကံဝစီကံမနောကံလို့ဘယ်နှမျိုးရှိတယ်၃မျိုးတောင်ရှိတယ်နော်အဲ့တော့အဲ့ဒီကံတွေကိုတို့ကဒီလိုဖျားပွင့်လို့ကံအကြောင်းလေးတွေတို့ကသိရတာဖျားမပွင့်ရင်ဒီကံအကြောင်းတွေသိပါမလားမသိနိုင်ဘူးကဲဟုတ်ပြီအဲ့တော့အဲ့လိုမသိတဲ့ခါကျတော့ဦးဇင်းတို့အခွေထဲမှာလည်းကြည့်ပြီးဖြစ်ပါလိမ့်မယ်ဦးဇင်းတို့နော်မွေတွေကိုအပိုင်းဖြတ်ပြီးတော့အစိမ့်လိုက်စားတာတွေကြည့်ပြီးမလားကြည့်ပြီးသွားပြီနော်မြောက်တွေကိုခေါင်းဖောက်ပြီးတော့မှခါတဲ့အုံနောက်စီတွေထုတ်စားတာကြည့်ပြီးပြီလားကြည့်ပြီးပြီနော်ဟုတ်ပြီအဲ့လိုမျိုးတွေလုတ်ခဲတာတွေရှိတယ်ငါးတွေကိုအစိမ့်လတ်တခါတဲ့တပိုင်းကိုကြောတပိုင်းကိုတခါတဲ့အရှင်လတ်ထားတာတွေရောကြည့်ပြီးပြီလားအခွေထဲမှာအားလုံးထည့်ပြီးသားတွေဦးဇင်းနော်အဲ့ဒါလုတ်တဲ့လူတွေဒီနော်ကံအကြောင်းကိုသိလို့လားမသိလို့လား
ကန်เจ้าကိုမသိတော့လောက်ကြတာဗောပြေးတယ်မယ်နော်အဲ့ဒီလိုလောက်တဲ့ခါကျတော့မိမိပြုတ်တဲ့ကံကိုဘယ်သူခံရတယ်လဲမိမိသားလင်ခံရတယ်နော်အေးဟုတ်ပြီအဲ့လိုမျိုးကဲအဲ့ဒီထဲကနေပြီးတော့ဦးဇင်းတို့နော်ဒီနေ့ရိုက်လာတာလေးတွေရှိတယ်အရင်ရိုက်ထားတာလေးတွေရှိတယ်အဲ့ဒီထဲကနော်ကံကြောင့်ဖြစ်ပေါ်နေတဲ့ဟာလေးတွေဘယ်လိုရှိလဲဆိုတာလေးကြည့်အောင်ပြေးတယ်မယ်နော်ကြောက်စရာကောင်းတာလေးတွေဒါအမရပူရမှာလည်းဟောခဲ့တယ်ဒါလေးကိုပြန်ပြီးတော့ဦးဇင်းတို့တန်ဝေကရဖို့ပေါ့ကြောက်စိတ်လေးတွေဖြစ်ဖို့ညာဒီကလေးလေးတယောက်မွေးဖွားလာတဲ့ခါမှာသူများပေါ်မှာဘလူဒီများလုတ်ခဲ့တဲ့ကံလည်းမသိပေါ့ပြေးတာရေကြည့်လိုက်တဲ့အခါမှာအဲ့ဒီကလေးလေးကိုအနီးကကြည့်လိုက်တော့ကြည်လားကြည့်မယ်နော်ဒီကလေးလေးကိုအနီးကကြည့်လိုက်တဲ့အခါမှာဘလောက်ကြောက်စရာကောင်းလဲကြာသူ့ရဲ့နှလုံးရင်ဘတ်မှာရှိတဲ့နှလုံးကြီးကအပြင်မှာထွက်ပြီးတော့ကြာအကောင်ကြီးတကောင်လိုပဲဟေးသူ့မျက်နှာမှာလာပြီးတော့ပုတ်နေတာကြာနှလုံးတုံကိုကြောက်စရာမကောင်းဘူးလားသူ့အမေကိုသွေးနုသားနုနဲ့မပြရဘူးလန့်ပြီးတော့သေသွားမှာဆိုချာဒီအကောင်ကြီးလူကောင်လိုပဲသူ့ရင်ဘတ်မှာရှိနေတဲ့နှလုံးကလာပြီးတော့ထွက်ပြီးတော့အပြင်မှာသူ့ကိုဖိနေတာကြာကလေးလေးကိုကြည့်မျက်နှာလေးဒီဘက်လှည့်လိုက်ကြာသူ့ရဲ့မျက်နှာအပေါင်းသားမှာကြာအကောင်ကြီးတကောင်လိုပဲလာပြီးတော့ဟေးထိနေတယ်ကြာဒါနဲ့ထောက်နေတာဆရာဝန်တွေတော်တော်စဉ်းစားနေရတယ်ဒီကလေးဘလို့ခွဲစိတ်ရပါမလဲဘလို့အသက်ရှင်ပါမလဲရှင်နာလာခြင်းလည်းမကောင်းပြန်ခြင်းရောကောင်းလားမကောင်းဘူးပြည်သားကြီးဘသူပြုတ်ခဲ့တဲ့ကံတော့မိမိပြုတ်ခဲ့တဲ့ကံနော်မာကြီးကဘေးနာကလေးလေးတယောက်ကတခါသူ့ကိုလာပြီးတော့ဆော့နေတယ်လို့ဖြစ်နေတာကြောက်เสียမကောင်းဘူးလားဟုတ်ပြီနောက်ထပ်တစ်ခုကြည့်မယ်ဒါလေးတွေပြတာလေတန်ဝေကလည်းရကိုလည်းပဲဒီအလုပ်တွေမလုံးမိအောင်ပြခြင်းပေါ့နော်ပြည်သားဟောဒီကလေးလေးကြည့်မွေးလာကလေးကကြည်လားဟောခါလေးတွေကိုပြီးတော့အရက်လေးတွေပူတယ်ကြာဒီကလေးတွေမှာကြည့်လိုက်မယ်ဆိုရင်တန်ဝေကမျက်စိနဲ့ကြည့်ပါကြာအသားပူကြီးတွေဖြည့်ပြီးတော့ကြာဘလောက်ကြောက်စရာကောင်းလဲကလေးလေးတွေညာအသားကြီးတွေပိုထွဲပြီးတော့လာရကြီးတွေဟောကြာကြောက်စရာကောင်းတဲ့တန်ဝေခါတွေနော်ပေးသားများဒါကြောင့်နော်သူများပေါ်မှာလိုက်ပြီးတော့လေမဟုတ်တာလုံးမိတာတွေကြတတိထားကြရုပ်စင်းအင်္ဂါလည်းကြောက်စရာကောင်းဖြစ်ပေါ်နေတဲ့ဘဝလေးတွေလည်းကြောက်စရာမကောင်းဘူးလားကောင်းတယ်နောက်တစ်ခုကျော်လိုက်ဟုတ်ပြီနောက်ထပ်တစ်ခုပြကြည့်မယ်ဘလို့ကြောက်စရာကောင်းတယ်ဆိုတဲ့အကြောင်းဒါမှပူကြောက်စရာကောင်းတာမွေးလာတဲ့ကလေးလေးအောက်ပိုင်းနှခမ်းချီပြီးတော့အပေါ်နှခမ်းကြီးမရှိဘဲနဲ့အစွဲနှချောင်းနဲ့တို့ဗမာပြည်မှာဆိုတတ်ပစ်လိုက်မှတေးချတယ်ဘလူးလေးလိုမွေးလာကြနှာခေါင်းကြီးကဒီမှာဖြစ်မျက်လုံးကြီးကဒီမှာဖြစ်ပြီးတော့အော်အငုံနေတယ်ဟေးကြာဆရာဝန်နေမြင့်လို့မကြောက်မလန့်မွေးပြီးတော့ဘလို့လုပ်ရမလဲကြည့်နေကြရှားလေးတွေထုတ်လိုက်တိုင်းမှာကြောက်စရာကောင်းလိုက်တာကြည်လားဒါကြောင့်သူများပေါ်မှာမတရားလုံးမှုမတရားဇာမှုတွေဒီအဲ့ဒီကံကိုဘယ်သူခံရမှာတော့မိမိသားလျင်ခံရမယ်အဲ့ဒါလေးကြည့်အိန္ဒိယနိုင်ငံရဲ့ယထာဘူတာမှာကြည့်မွေးလာတဲ့ကလေးလေးတယောက်ကလေးကနှစ်ကိုခြေထောက်ကနှစ်ချောင်းလက်ကခြေထောက်က၄ချောင်းလက်က၄ချောင်းပူးခွာပြီးတော့မွေးလာခြင်းရလည်းပဲခန္ဓာကိုယ်ချိုးတဲပြီးတော့မွေးလာခြင်းရချမ်းသာတာလားဆင်းရဲတာလားမိဘကဆင်းရဲပါတယ်ဆိုတဲ့ကြားထဲမှာသားသမီးကဒီလိုမွေးလာတော့ဒီကလေးလေးအတွက်ဘလို့များဆက်လက်စဉ်းစားမလဲပြေးတယ်မနော်ဟုတ်ပြီဒီမှာလေးနဲ့ကြည့်ပါဦးသေဆုံးသွားတယ်ဒီကလေးလေးကြတော့အဲ့ဒီကလေးလေးရဲ့ခေါင်းကဒီမှာတစ်လုံးဒီမှာတစ်လုံးဒီမှာတစ်လုံးခေါင်းနေဆဲပြီးတော့နော်မွေးဖွားလာတာကြာလူဘဝရောက်တယ်ဆိုတာလေကိုလည်းအင်္ဂါပြည့်စုံနဲ့ရောက်တာကိုကျေးဇူးတင်ပါမိဘကိုလည်းကျေးဇူးတင်ပါနော်တို့ဒီလိုမွေးဖွားလာခြင်းရနော်ဟုတ်ပြီဟောကြဒီလူကြီးမျက်နှာမှာဟေးအနာကြီးပေါက်ပြီးတော့လေချမ်းအရေးဟိုပေါ့အသက်30ကျော်မှဖြစ်တာနော်နှခမ်းမှာအနာလေးပေါက်ပြီးတော့ပြားအိမ်လူသားဆိုတော့ခဏပြနေတာသူ့အမေနဲ့သူနဲ့အတူတူပဲနေတယ်သူ့ရဲ့အမျက်နှာကြီးဘယ်တော့ကြောက်စရာကောင်းလဲမျက်လုံးကဘယ်နေရာမှမသိပါးစပ်ကဘယ်နေရာမှမသိကြာသူမျက်လုံးကိုဖျဲပြနေတယ်နော်သူမျက်လုံးလေးဘယ်နားမှာရှိတယ်ဆိုတဲ့အကြောင်းကြာအသက်30ကျော်မှအဲ့လိုမျက်နှာမှာအနာရာကြီးတွေပေါက်ပြီးတော့လူကြားတဲ့မသွားရဲဘဲနဲ့စင်းရဲဒုက္ခရောက်နေရတဲ့ဒုက္ခိတကြီးကချမ်းသာနေတာလားဆင်းရဲနေတာလားသူမျက်စိကိုသူဖျဲပြနေကြဟိုအထဲမှာအစာစားခါနီးမှာဘလောက်များဆင်းရဲလိုက်မလဲဆိုတာတို့ပြိတ္တများကြာသူ့အမေကကင်ပြီးတော့ပါဇက်ကြီးကိုဟာပြနေကြလူများဆိုရင်ဒီတိုင်းနေမလားယွန်းမလားယွန်းမှာပေါ့ဒါဘသူလုတ်ခဲ့လို့လေသူလုတ်
ဒါကြောင့်ဆုံးတော်တင်တဲ့အခါဒီမှာတန်ဃာတော်တွေကိုဆုံးနေကတ်တဲ့အချိန်မှာတန်တန့်ရှင်းရှင်းမလုပ်ပဲပြီးရင်ပြီးရောညင်ညစ်ပတ်ပတ်လုပ်ရင်တော့ပြေးတာရေကုသိုလ်ကြောင့်လူဖြစ်ပါရဲ့ညစ်ပတ်မှုကြောင့်ဒီလိုတွေမလာတတ်ဘူးလားဒါဖရာတောက်တို့ရေကတ်တဲ့ခါမှာလဲမိန်းကလေးယောက်ျားလေးကိုလည်းအင်္ဂါတန့်ချင်းပြီးစင်စင်ကြဲကြဲလေးလုပ်ရင်ကောင်းလားမကောင်းလားကောင်းတယ်ဟုတ်တယ်နော်နောက်တစ်ခုပြန်ကြည့်နောက်တစ်ခုပြန်လိုက်ဒီမှာကြည့်ဒီလူမသိကြောက်เสียကောင်းတယ်ရက်ထားနားရဲ့အနောက်မှာဒီအနာပေါက်တာအနာအဲ့ဒီအနာမှာလောက်တွေတဖွာဖွာကျနေတယ်လောက်ကောင်ကြီးတွေများအကောင်တကောင်အကြီးကြီးပဲတို့ရဲ့ခေါင်းပေါ်မှာပြရွက်စိတ်လေးတကောင်တက်ပြီးသွားနေတို့ကရားလို့ခါချတယ်။ तू ကမဟုတ်ဘူးအဲ့ဒီလောက်တွေတဖွာဖွာနဲ့ဖွာပြီးတော့အောက်ကိုကျသွားရင်ပြန်ကောက်ပြီးထဲတယ်လောက်ကိုသူ့ရဲ့ဝတ်ကြွေးကို तू ခန္ဓာနဲ့စားရတာဒါကြောင့်လို့သူများစီမှာငွေတိုးရှိစားတဲ့လူတွေတတိကြကြထားနော်ကိုခန္ဓာမှာလောက်တက်တာတကြဘယ်လောက်ထိလောက်တွေတဖွာဖွာဖြစ်နေလဲကြည့်နော်သူ့ပြားအိမ်မှာပြားတွေလိုပဲကြာလောက်တွေတရွာရွာနဲ့ကြာကိုယ့်ရဲ့ခေါင်းမှာတက်နေတဲ့လောက်တွေနော်ပေးတာကြီးနေရွက်ရဲ့နောက်မှာအမလီမျက်နှာတွေအုပ်ထားတာဘာဖြစ်နေလို့ကြာစားခြင်းလို့လားကြော်စားလိုက်ရင်တော်တော်ရတာရှိမယ်နော်လူအစီတွေကိုစားထားတဲ့လောက်တွေပေးတာကြီးဘယ်လောက်ကောင်းလိုက်မယ်မျိုးနော်အမလီကြာဝတ်ကြွေးကိုခန္ဓာနဲ့ဆက်တာတရွာရွာနဲ့ကြာအမလီနေနော်မြောက်တွေဟာထိုးတယ်လောက်တွေသူမို့လို့မရဘူးဟေးကြာကျသွားတဲ့လောက်ကိုတောင်ကောက်ပြီးတော့ထဲ့သေးတယ်သူကပြန်ပြီးတော့အပြင်ကိုမထွက်ခံဘူးနော်အဲ့ဒါသူ့ဝတ်ကြွေးကိုသူဘာနဲ့ဆက်တော့ခန္ဓာနဲ့ဆက်နော်ဟုတ်ပြီဗာကြံသေးတယ်ပြီးအဲ့ဒါကြောင့်တို့နော်တကယ်အောင်ပွဲဆိုတာပေးတာရဲ့အဲ့လိုတွေခန္ဓာကိုယ်ကြီးတွေဖြစ်ပြီးတော့မှစင်းစင်းရဲရဲနဲ့ဘဝတွေနဲ့တို့တွေမခံစားရအောင်တို့ဒီဘဝဒီခန္ဓာမှာတရားလေးတွေကြိုးစားရမှာလားမကြိုးစားရဘူးလားကြိုးစားကြရမယ်အဲ့တော့အရင်တုန်းကကုဏလကေတီဆိုတဲ့တရားမလေးတယောက်ဇာလံအရှိပဲမိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားခဲ့တဲ့တရားလေးတွေကထုတ်နှုတ်ပြီးတော့တူတူလေးပြောပြပေးမယ်နော်။ဘာယာနေတိဟောမှာရာဇကြိုးပြီးမှခုနှစ်ဆောင်တက်ခမ်းမှာဇိမ်နဲ့နေရင်းနဲ့ကံတရားဆိုတာလေတိတ်အံ့ဩစရာကောင်းတယ်လေ။ဒါမိဘလုပ်တဲ့လူကတထေးသမီးလေးကိုခုနှစ်ဆောင်တက်ခမ်းမှာထားတော်လဲတနေ့ကျတော့တခိုးတယောက်ကတခါတဲ့လေရရွာထဲမှာလိုက်ခိုးတော့ရှင်ဘီရင်အမိန့်ထုတ်လိုက်တယ်သွားဒီလူကိုထောင်ချနေရင် तू ပြန်ပြီးတော့ခိုးလိုက်မယ်ဒီလူကိုသွားပြီးတော့ကားစဉ်တင်တတ်စေလို့လွှတ်လိုက်တာအဲ့ဒီခါမှာဒီကုံဒလဂေတိဆိုတဲ့ကောင်မလေးကအိမ်ဘုံကကြည့်လိုက်တော့ညာမျက်လုံးနဲ့အစင်းနဲ့တိုက်တော့ဘာစိတ်ပေါ့တခိုးမှသွားပြီးတော့နှစ်သက်တယ်ဟေးတူတူလေးပြောလိုက်အမဟေးဒီကောင်လေးကိုမရမချင်းငိုယိုနေတော့မိဘတွေကသွားပြီးတော့ကားစဉ်တင်ထားတဲ့လူတက်ကုန်းကယူလာပြီးပေးစားလိုက်ကောမတိတာကဘာတူလဲအဝိဇ္ဇာမတိလို့လိုချင်တာကဘာတူလဲတဏှာအဲ့ဒီမှာကျင်တာဒီတခိုးလူတက်ကုံရောက်နေတဲ့တေတော့မယ်ဆိုတဲ့လူဟာကျန်ကယ်လိုက်တော့တထေးသက်မဲ့ဖြစ်သွားတယ်တထေးသမီးနဲ့ရသွားတော့ကျန်အဲ့လိုရတဲ့အခါမှာလိုချင်မှုတဏှာဘလောက်ကြောက်စရာကောင်းလဲဘေးသားကြီးသူနဲ့လင်မယားဖြစ်နေတော့သူ့မှာပိုင်ဆိုင်တဲ့ပစ္စည်းတွေသူနဲ့မဆိုင်ဘူးလားမဟုတ်ဘူးတခိုးစဉ်းစားတာမြန်ဒီအိမ်ကြီးသူပိုင်ရှင်နေမြန်ဒီရွှေငွေတွေလိုချင်တော့ဒီမိန်းကလေးကိုတတ်ဖို့ကြိုးစားတာသိလို့လားမသိလို့လားတို့ပြည်တယ်များသတိထားနော်ကျေးဇူးရှင်ပေါ်မှာကျေးဇူးပြစ်မှားရင်ဘလို့တွေဖြစ်တယ်ဆိုတော့တို့ဒီနေ့ရိုက်လာတဲ့ပုံရှင်တွေလာမနေ့ဖြန်ညကြရင်အကုန်ပြမယ်တို့နော်အများကြီးရှိတယ်ပြစရာတွေနော်ပိဋကသုံးပုံဖတ်ပွဲတွေရှိတယ်နော်လူတန်းမှုအစုစုတွေရှိတယ်များစွာပြစရာလေးတွေရှိသေးတယ်နော်အဲ့ဒီခါကျမှဒီလိုချင်မှုတဏှာကြောင့်သူ့မိမကိုပြောဘာပြောလဲဆိုတော့လုံးဝမျက်နှာမေးပြီးတော့နေတော့မိမတောင်းဝန်ကြီးတဲ့အမောင်ဘာဖြစ်တာလဲမျက်နှာတွေမကြည်လင်ပါလားဘာလို့တလဲမိမတဲ့ငါတောင်ဆောင်တတ်ကိုငါပြောထားတယ်တဲ့နေနဲ့ရလို့ရှိရင်ငါဗလီနတ်စာကျွေးမယ်လို့မိမလည်းသဘောကောင်းတယ်အိုးအမောင်သွားမှာပေါ့ဘာဖြစ်လဲဗလီနတ်စာကျွေးဖို့ခက်တာမှမဟုတ်တာအိန္ဒိယနိုင်ငံမှာလုံနေကြအလုပ်ပဲအဲ့လိုနဲ့တူတူပြောလိုက်တော့လင်မယားနဲ့အောင်နတ်စာကျွေးဖို့ရောက်တော့တောင်ပေါ်ထဲရောက်ပါလေရောမိမကဲအမောင်စိတ်ချမ်းချမ်းသာသာကျွေးအခါမှာယောက်ျားဘာပြောလဲဒီလားမိမတဲ့နင်ယူနေလားတဲ့ဘယ်ရတာဗလီနတ်စာကျွေးရမှာလဲတဲ့ငါဒီတောင်ပေါ်ကိုနင့်ကိုခေါ်လာတယ်ဆိုတာအလကားမဟုတ်ဘူးတဲ့ငါလေးတဲ့နင့်ရဲ့ရွှေငွေစည်းစိမ်တွေပိုင်ရှင်တို့နင့်ကိုတတ်မလို့တဲ့မိမအော်အမောင်ကျမကိုပိုင်နေပြီပဲတဲ့ဒီစည်းစိမ်တွေအမောင်ရဲ့ပိုင်ရှင်တာပေါ့မဟုတ်ဘူးငါအမြန်လိုချင်တယ်မိမစဉ်းစားလိုက်တယ်ဒီကောင်လိုချင်တဲ့ရွှေငွေလိုချင်တဲ့စိတ်တွေများနေပြီ
အဲ့တော့ငါမြန်သုံးပါပဲဆိုတော့အေးအမောင်ကျမကိုတတ်ရှင်လဲတတ်ပါအမောင်ကြောင့်ကျမအခုအပြင်ထွက်ခွင့်ရတယ်နှုတ်မဆိုခုနှစ်ဆောင်တိုက်ခန်းမှာပဲနေရတာအမောင်ကိုကျမကျေးဇူးတင်လုံးလို့ကြောပါရစေဆိုတော့အမလေးအရှိရကြောတယ်ဘေးရကြောတယ်ယောက်ျားလုပ်တဲ့သူကဘာလုပ်နေကြံစီနေတယ်အဲ့ဒီမှာအနောက်ကကြောနေနဲ့ခါတဲ့အဲ့ဒီတောင်ပေါ်ထိတ်ကနေဒီယောက်ျားကိုတွန်းပြီးတော့ချလိုက်ပါလေရောမသေးသွားဘူးလားအဲ့တော့တောင်စောင်းနတ်ကြီးတာဓုခေါ်တယ်ဗေဒနာကျမ်းဘသူတာဓုခေါ်တယ်အဲ့ဒီခါကျမှဟေးဒီမင်းကလေးစင်းတာငါတော့အိမ်ပြန်လို့မဖြစ်ဘူးဆိုတော့လေသူ့ရဲ့လက်ဝတ်လက်ယတနာတွေကိုရှုတ်သူ့ရဲ့ရှားဒီပိုင်းကောင်းကောင်းလေးတွေကိုရှုတ်တခါလဲမြေကြီးတွေနဲ့ထုဆင်းရဲသားရောင်ဆောင်းပြီးသူခါသူသွားလိုက်တာနောက်ဆုံးပြီနော်သူများရဲ့ဒိဋ္ဌိတွေရဲ့သာသနာတွေကိုရောက်အဲ့ဒီမှာဂါထာတစ်ထောင်ကိုသင်ပြီးတော့ကုံနလကေတီဆိုပြီးတော့ဂါထာတစ်ထောင်တတ်တဲ့မိန်းကလေးဆိုတော့ခါလေဒီအဲ့မှာခါလေအဲ့မိန်းကလေးကနယ်လဲပြီးတော့ခါလေရှဲလင်းခေါ်ပြီးတော့ပေါ့နော်အမှလိုက်လှုပ်ရှားနေတာအဲ့ဒီအချိန်မှာပဲရှင်သာရိပုတ္တရာကြီးကအဲ့ဒီကိုရောက်လာလူတွေဝိုင်းကြည့်နေဟိတ်ဒီတပြေခက်ဘာလုပ်တာလဲအရှင်ဘုရားမသိဘူးလားဂါထာတစ်ထောင်တတ်တဲ့မိန်းကလေးပေါ့ဒီမှာလာပြီးတော့ဇံပြုပရပိုင်းမှာပေါ့တပြေခက်တစ်ခက်နဲ့သွားနေတာသူ့တပြေခက်ကိုယူရင်ဂါထာတစ်ထောင်ဖြေရတယ်မိကုန်းတစ်ထောင်မဖြေနိုင်ရင်မလွယ်ဘူးရှင်သာရိပုတ္တရာဟိတ်အဲ့တပြေခက်နှုတ်လိုက်စမ်းငါဖြေမယ်ဒီကိစ္စသူလဲထွက်လာတော့အမှတပြေခက်ကမရှိငါရဲ့တပြေခက်ကိုဘယ်သူနှုတ်တယ်လဲရှင်သာရိပုတ္တရာကြီးနှုတ်တယ်အဲ့ဒီခါကျမှကဲငါရဲ့အဖြေကိုဖြေနိုင်လားရှင်သာရိပုတ္တရာငါဆုံးခံကြွနေတယ်ဘယ်နည်းဘယ်ရဲ့ဘယ်အချိန်ငါနေအဖြေဖြေမယ်ဆိုတော့ရှာတစ်ဖက်ကလည်းဇံပြုပရပိုင်းမှာဂါထာတစ်ထောင်နဲ့စပြူထိတ်ကျော်မှာလှဲ့လည်နေတဲ့မိန်းကလေးတစ်ဖက်ကလည်းရှင်သာရိပုတ္တရာဖျားရှင်ကိုတော်မြတ်ရဲ့တာဝကကြီးကဲသူတို့နှစ်ယောက်ပညာပြိုင်မယ်ဆိုတော့ရာဇဂိုမျိုးကလူတွေအများကြီးလာပြီးတော့မကြည့်ကြဘူးလားအဲ့လိုလာကြည့်ကြတယ်အဲ့ဒီပွဲကြမှာဟေးဒီဇံပြုပရပိုင်းမှာတခါလေရှင်သာရိပုတ္တရာကြီးကိုမေးခွန်းပေါင်းတစ်ထောင်မေးပါလေရောရှင်သာရိပုတ္တရာပဲမူကြီးမြေပေါ်မှာကြားတဲ့ရေစက်ကုန်းမှာစားတဲ့ရေစက်တောထဲမှာကြားတဲ့ရေစက်အကုန်လုံးသိမြင်နိုင်တဲ့ပုဂ္ဂိုလ်ကြီးဆိုတော့သူမေးတဲ့မေးခွန်းတော့အလကားပေါ်ပေးတာရေကဲပြီးမှရှင်သာရိပုတ္တရာကြီးမေးတယ်နင်မေးလို့မေးခွန်းပြီးပြီလားတဲ့ငါမေးမယ်အခါကျမှရှင်သာရိပုတ္တရာကြီးမေးလိုက်တာဧကံနာမဂိဘာလဲရှင်ဗျာဧကံနာမမဖြေတတ်တော့ဘူးနင်သိချင်ရင်ငါဒီလိုဖြေလို့မရဘူးတဲ့နင်တို့လိုလူဖို့ကြောင်နဲ့ဖြေလို့မရနင်ငါတို့လိုယဟန်ဝဲမှဘိက္ခုနီမဝဲမှနင့်ကိုဖြေလို့ရမှာသူဒီကာလာသိချင်တယ်ဒီဟာနဲ့သူလှုပ်ရှားမယ်ဆိုတော့ကဲအဲ့ဒီဂါထာကိုသိချင်လုံးအားကြီးလို့သူဘာဝဲလိုက်လို့ဘိက္ခုနီမဝတ်တယ်အဲ့ဒီခါကျမှရှင်သာရိပုတ္တရာကြီးကတခြားတရားဟောမှာလားသစ္စာတရားဟောမှာလားသစ္စာတရားဟောတော့မသိတာကအဝိဇ္ဇာလိုချင်တာကတဏှာဒါကြောင့်မူလနှစ်ဖြာဆိုတာဘာနဲ့ဘာလဲတို့လည်းပဲအဲ့ဒီအဝိဇ္ဇာခေါင်းဆောင်မှုတော့အခုချိန်ထိတန်တရားမှမလည်နေဘူးလားခန္ဓာရထားတော့အိုဘေးနာဘေးသေဘေးနဲ့မကြုံဘူးလားဦးဇင်းတို့အမိဘများမေးကြည့်မယ်ဘယ်အချိန်တရားကိုပြတ်ပြတ်သားသားလုပ်ကြမလဲဘဝရဲ့လက်ကြံအချိန်မှာဘာလို့ဘလို့အဆုံးဖြတ်မလဲလို့ကိုယ့်အကိုစဉ်းစားကြတယ်တဖြည်းဖြည်းအသက်တွေကြီးလာမှအသက်80 80မှတရားအားထုတ်လို့ရပါဦးမလားအခုမြတ်ဗုဒ္ဓရဲ့သာသနာတော်ကြီးအမြဲတမ်းတရားနာနေရလိမ့်မယ်လို့ထင်လားမထင်နဲ့တို့မြန်မာပြည်မှာပဲဒီတရားရှိတော့တယ်နော်ကဘာမှာမရှိတော့ဘူးတို့ဘလောက်ဂုံယူစရာကောင်းတယ်တို့နားမှာယတနာအစစ်ရှိရတဲ့နဲ့အဲ့ဒီယတနာကိုယတနာမှသိအောင်မလုပ်ရင်တော့ငရေတလိษံပိဋ္ဌာနဲ့အတူတကယ်ဘဝတွေရောက်ရမှာလားမရောက်ရဘူးလားအရန်ကြောက်စရာကောင်းတယ်နော်အဲ့ဒါကြောင့်တို့တွေကနေနာယီလေးတစ်လုံးကိုကိုရှိမှချထားအိမ်ရောက်ရင်ကြည့်လိုက်အဲ့ဒီနာယီလေးစက္ကန့်တန်လေးတရွေ့ရွေ့နဲ့မရွေ့နေဘူးလားတစ်စက္ကန့်ရွေ့ရွေ့လို့စနစ်ကဏ္ဍကနေနောက်ထပ်စနစ်ကဏ္ဍကိုပြန်ရောက်ရင်ယောဂီနေဖို့အချိန်ဘယ်လောက်ရော့သွားပြီလဲ1မိနစ်ရော့သွားပြီဘယ်လောက်ရော့ပြီလဲအဲ့ဒီလိုနဲ့ကြာနာယီလေးကြည့်လိုက်တာနာယီစက္ကန့်တန်ဘာဖြစ်နေတော့ကဲစနစ်ကစားရွေ့ပြီထနဲ့ရွေ့သွားတာရွေ့ပြီလို့ဦးဇင်းပြောနေတဲ့အချိန်မှာပဲအခုပြောနေတဲ့အချိန်မှာပဲယောဂီတို့ဦးဇင်းတို့သေဖို့10စက္ကန့်နီးသွားပြီ17စက္ကန့်12စက္ကန့်15စက္ကန့်သေဖို့နီးသွားပြီ16စက္ကန့်18စက္ကန့်20စက္ကန့်သေဖို့နီးသွားကြသေဖို့ဖြတ်နဲ့မနီးလာဘူးလားအဲ့ဒီနာယီလေးကယောဂီများကိုတရားပေးသွားလိမ့်မယ်တနေ့လောက်ထိုင်ကြည့်တာငါသေဖို့နီးသွားပြီနီးပြီဟာတပတ်လဲပြီရော
1 minute နီးသွားပြီအဲ့ဒီလိုနဲ့တနာရီနီးသွားပြီပြိဿရေမပေါ်နဲ့နော်တို့တရားစတာ9နာရီအခု9နာရီထိုး10မိနစ်ပဲလို့တယ်တနာရီနဲ့မိနစ်50တေဖို့နီးသွားပြီသူတော်ကောင်းအလုပ်လုပ်နေတဲ့ဘုန်းကြီးလည်းတေဖို့နီးတယ်လို့ယောဂီများလည်းဘာဖြစ်လာပြီမပေါ်လိုက်နဲ့နော်ဒီတိုင်းတွက်ကြည့်လိုက်တော့နောက်နှစ်ချမ်းသာမယ်နောက်နှစ်ချမ်းသာမယ်မလုံးနဲ့အဲ့ဒီချမ်းသာကအစ်စ်လားအတုလားတရားချမ်းသာကမှအစစ်ဒါကြောင့်ဒီအချမ်းသာအစစ်ကိုလုံးမဲ့ဆိုရင်ခန္ဓာဘယ်နှပါတော့5ပါးအကျဉ်းချုပ်တော့ဘာနဲ့ပါတော့ဖောက်ပြန်နေတာကယုတ်ဖောက်ပြန်မှုလေးတွေကိုသိတာကဘာလဲနာဒါဆိုရင်ယုတ်တရားကလည်းဖြစ်ပြီးတော့ဘာဖြစ်လဲနာတရားကလည်းသိပြီးတော့ဘာဖြစ်လဲဒါဆိုရင်အပြက်ခန္ဓာဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာသိနေတာကသမုဒယသစ္စာနောက်တစ်ဖန်ခန္ဓာမလာတာဘာသစ္စာအဲ့ဒီလိုရှင်သာတိပုတ္တရာကြီးတို့ကဟောတခါလေကုံနလကေတီဆိုတဲ့မိန်းကလေးဟာဟေးတခါလေတရားလေးနာလေဩခန္ဓာမှာဖြစ်ပြီးပြက်နေတာလေးဟုတ်လိုက်တာနဲ့တရားနာလိုက်တာအမှဖြစ်ပြက်မြင်မုံဆုံးတော့နောက်ဆုံးမှာ၄ခါမြင်မုံဆုံးတာယဟန္တာမဖြစ်သွားဘူးလားအဲ့ဒီခါကျမှဘုရားကတာဓုခေါ်မှာပြီးသားရေအထာမတကယ်အောင်ပွဲအဲ့တော့မြတ်ဗုဒ္ဓအေးတဲ့သူ့ယောက်ျားကိုသူတခါတည်းဒီတောင်ပေါ်ကနေတွန်းချပြီးတော့တတ်လိုက်တာသူနိုင်သွားပါတယ်တဲ့ဒါပေမဲ့နော်လောကမှာလူတွေစစ်ပွဲပေါင်း1000မှာရန်သူပေါင်းသိန်းနဲ့တန်းနဲ့နိုင်ပါစေတဲ့အဲ့ဒါအောင်ပွဲလို့ပြောနေကြတာတကယ်အောင်ပွဲမဟုတ်သေးဘူးတဲ့တကယ်အောင်တာကတို့ရဲ့နှလုံးသားထဲမှာရှိတဲ့လောဘကိလေသာဒေါသကိလေသာမောဟကိလေသာဆိုတာတွေမရှိဘူးလားအဲ့ဒါတွေကိုအပီးအပြတ်နိုင်တဲ့ခါကျမှဟောဒီတဏှာယောက်ျားလက်သမားဆိုတာကလေတို့လေလူခန္ဓာနတ်ခန္ဓာဗြဟ္မာခန္ဓာငရဲတိလိစ္ဆာန်ပိဋ္ဌအတူတကယ်ဆိုတဲ့ခန္ဓာတွေကို तू ကတစ်ခုပြီးတစ်ခုမဖန်ဆင်းဘူးလားတို့ပြိဿမေးကြည့်မယ်ဒီဘဝကတည်ပြီးရင်ဂျိုးပါတဲ့နွားတွေကျွဲတွေဖြစ်မယ်ဆိုရင်အဖြစ်ခံနိုင်လားအမီးပါမဲ့ဘဝရောအဖြစ်ခံနိုင်လားတီကောင်ဖြစ်မယ်အဖြစ်ခံနိုင်လားအိမ်သားတွေကလောက်မဖြစ်ဘူးဆိုလို့တော့မရဘူးနော်တခုတခုတော့ခေါင်းတော့ပြောင်းကြရအောင်ပါပဲလူဘဝမရောက်မရှင်းတော့ခေါင်းပြောင်းရင်တော့အပြောင်းလေးကောင်းရင်တော့တော်ရဲ့နော်အပြောင်းမကောင်းပဲခွေးဖြစ်မယ်ဝက်ဖြစ်မယ်နွားဖြစ်မယ်အိမ်သားတွေကလောက်တည်ဖြစ်ဦးဒုဘေးနာမှာမစင်စားရဲစရာပဲဆရာတော်ကြီးပြောလိုက်တာဘလောက်ကြောက်စရာကောင်းလဲနော်အဲ့ဒါကြောင့်ဒီတဏှာယောက်ျားလက်သမားကသစ္စာမသိလေ तू ကပြုံးနေပဲငါအများကြီးတတ်ရအောင်မယ်ငါအများကြီးတတ်ရအောင်မယ်ဒါကြောင့်တဏှာယောက်ျားလက်သမားကအဲ့ဒီလိုမျိုးအပေတန်တရားတွေကိုအိမ်ဒီအမျိုးမျိုးတီဆောက်တာကိုအနိုင်မရအောင်မသိတဲ့အဝိဇ္ဇာကိုဝိဇ္ဇာဉာဏ်လေးရအောင်လှုပ်လိုက်ရင်တဏှာယောက်ျားလက်သမားကခန္ဓာအိမ်ဒီထပ်ဖွဲ့လို့ရပါအောင်မလားမရတော့ဘဝရှုပ်ရင်းရုပ်သိမ်းတဲ့နိဗ္ဗာန်မရဘူးလားအဲ့လိုသောတပန်နိဗ္ဗာန်တရဂံနိဗ္ဗာန်အနာဂံနိဗ္ဗာန်ယဟန္တာနိဗ္ဗာန်လို့နိဗ္ဗာန်ဒီမရှိဘူးလားအနိမ့်ဆုံးပိဋကရေသောတပန်လောက်လေးရအောင်လှုပ်ထားရင်တော့မှတော်တော်လေးခံတာသွားပြီလေအပေတန်တရားသွားကြမလို့ဘူးလူဘဝလာကြမလို့တော့ဘူးနတ်ပြည်6ထပ်ကနေခါတဲ့ယဟန္တာကြီးဖြည့်ပြီးတော့တို့တွေကျွတ်တန်းဝင်မယ်ဆိုရင်မကောင်းဘူးလားဒါကြောင့်မိုးကုတ်ဆရာတော်ဘုရားကြီးကနောက်ဆုံးအစွမ်းကုန်အဲ့လိုကြိုးစားသွားတယ်နော်ကိုရွာသားကိုရွာကဆရာရှိရာကိုနင်းဖို့မကောင်းဘူးလားကိုအဖေရှိရာကိုရဲ့ဆရာသမားရှိရာနေပြီးတော့ဟောဒီအမရပူရမြို့နားမှာရှိတဲ့ဒီနေရာမှာရှိတဲ့ဥယျင်တော်ရွာလူတွေဟေးယဟန္တာမတွေယဟန္တာယောက်ျားတွေဖြစ်မယ်ဆိုရင်ဘလောက်ကောင်းလိုက်မလဲနိဗ္ဗာန်တရှိလားမရှိလားတာဝိထိပြည်ကိုဦးဇင်းတို့တရားဟောသွားတဲ့ခါမှာပြန်ညာတာဝိထိမြို့နော်တာဝိထိမြို့ကိုတရားဟောဘုရားဖူးသွားတဲ့ခါမှာဇေတဝန်ကျောင်းတော်ထဲကိုဝင်လိုက်တော့ဘုရားသတင်းသုံးတဲ့နေရာရှိတယ်အဲ့ဒီဘုရားသတင်းသုံးတဲ့နေရာရဲ့ညီတော်အာနာတာဘောဓိရဲ့ဘေးနားလေးကိုတို့တွေကြီးလိုက်တဲ့အခါမှာဦးဇင်းတို့ပြည်သားများမရောက်ဘူးတဲ့အတွက်ကြောင့်ဦးဇင်းတို့ပြလိုက်မယ်ဟိုးဓာတ်တော်တွေအများကြီးရှိနေတယ်ဒီဟောလေဓာတ်တော်အများကြီးရှိနေတယ်ဘယ်မှာဒီနေရာဇေတဝန်စာဖတ်ကြည့်တာဇေတဝန်ကျောင်းအတွင်းမှာယဟန္တာများဤဓာတ်တော်တိုင်းနေရာတို့တွေ15သိန်းကုန်ပြီးသွားဖူးနေကြတယ်ဒီမှာခမည်းတော်တပြားမှမကုန်မဲ့မိုးကုတ်ဆရာတော်ကြီးယဟန္တာကြီးဓာတ်တော်တိုက်ကိုတို့ဘာလုပ်နေရလဲဖူးနေရတယ်ဇေတဝန်ကျောင်းလေးရောက်ဒီနေရာမှာနိုင်ငံခြားသားတွေပျော်လိုက်ကြတာဖျားဓာတ်ပုံတွေရိုက်ရွှေပြားတွေကတ်စုတွေတောင်းမြေကြီးတွေယူကြည်ညိုလို့
ဥယျင်တော်ရွာမှာအောင်မြေကြီးနော်တကယ်ကဘာကမကြခင်သိတော့မယ်ဦးဇင်းတို့ဗုဒ္ဓဂယာမှာလာမဲ့နှစ်ပိဋကသုံးပုံဖတ်ပွဲကြီးမနေ့ဖြန်ညမှာပြမယ်လာကြည့်ဘလို့လုံးမယ်ဆိုတဲ့အစီအစဉ်ဘလို့လုတ်ခဲ့တယ်ဆိုတဲ့အစီအစဉ်ဦးဇင်းတို့ယောဂီများသိချင်ရင်လေမနေ့ဖြန်ညနေ6:15မိနစ်မှာမြန်မာ MRTV4 ကပိဋကသုံးပုံဖတ်ပွဲဦးဇင်းတို့သွားခဲ့တဲ့အခမ်းအနားကြီးပြပါလိမ့်မယ်အခန်းဆက်နဲ့တနည်းကိုမိနစ်20ပြမယ်တဲ့ MRTV4 ပါတယ်ဦးဇင်းတို့သွားတဲ့အခါမှာမှတ်တမ်းတင်သွားရတာတီတကူဆရာတော်ကြီးပါတယ်မြန်မာနိုင်ငံကဆရာတော်စေကိဏကိုဖိတ်တယ်ဦးဇင်းကိုဖိတ်တယ်3ပါးမြန်မာနိုင်ငံကဖိတ်ကြားခြင်းခံရတယ်ဆရာတော်ဦးစေကိဏမတက်နိုင်လို့တီတကူဆရာတော်ဘုရားကြီးနဲ့ဦးဇင်းနဲ့2ပါးနဲ့နိုင်ငံခြားသားတွေနဲ့တက်ခဲ့တဲ့အစည်းအဝေးမနေ့ဖြန်မြန်မာအတန် MRTV4 မှာညနေ6:10မိနစ်မှာလွှင့်ပါလိမ့်မယ်တနေ့ကိုမိနစ်20လွှင့်မယ်ပါကြည့်လိုက်အောင်မနေ့ပြန်ညဒီမှာလဲပြပေးမယ်နော်အဲ့တော့ဟုတ်ပြီဦးဇင်းတို့ကအဲ့ဒီမှာလာသွားတဲ့လူတွေအကုန်လုံးကဓာတ်တော်တိုက်နဲ့အောင်ပြီကိုအလူအရက်ကျန်ဥယျင်တော်ရွာအခုကနိုင်ငံခြားသားတိပြီမကြခင်ဦးဇင်းကိုယ်တိုင်ခေါ်လာမယ်ဆရာတော်ကြီးဓာတ်တော်တိုက်ဦးဇင်းတို့ကိုယ်တိုင်ခေါ်လာမယ်ဆရာတော်ကြီးကျင့်တဲ့နေရာခေါ်သွားမယ်နိုင်ငံခြားသားတွေကိုနောက်ဆိုရင်ဒီလိုနေရာဟိုတော့သူများကလာမှာဖြစ်လို့ယောဂီများဒီနားမှာနေရတာတန်ဖိုးမရှိဘူးလားဘာအောင်ပွဲလဲတကယ်အောင်ပွဲအဲ့လိုတရားရသွားမှဘုရားကချီးကျူးဂုဏ်ပြုတာဖြစ်လို့စစ်ပွဲပေါင်း3သိန်း3သန်းထဲကိလေသာကိုနိုင်တာမှဘာအောင်ပွဲတကယ်အောင်ပွဲဒီနေရာမှာယဟန္တာတို့ရဲ့အောင်ပွဲဥယျင်တော်ရွာလဲဘာရဲ့အောင်ပွဲယဟန္တာကြီးရဲ့ဘာလဲအောင်ပွဲကဲ9နာရီလဲထိုးပြီလက်အုပ်လေးရှိတာမနေ့ဖြန်ညကျမှပုံလေးတွေပြည့်စုံနဲ့အခုအသေးရိုက်ခဲ့တဲ့ဒီနေ့ရိုက်ခဲ့တဲ့ပုံထူးပုံဆန်းထူးခြားမှုလေးတွေတန်ဝေကရဝေရလေးဆက်လက်ပြီးတော့ပြသွားပါမယ်ဒီနေ့ပထမညဖြစ်တဲ့မုဂုဆရာတော်ဘုရားကြီးရဲ့ကျောင်းတိုက်ကြီးအတွင်းမှာအခုဒီမှာရှိနေတဲ့ဆရာတော်ဘုရားရဲ့ဂန္ဓဒူရကျောင်းရည်သက်ချဝဲအခမ်းအနားဆရာမှာမင်းကျောင်းဆရာတော်ဘုရားရဲ့ကျေးဇူးကြောင့်ဦးဇင်းတို့တညတာကျေးဇူးဆက်ခွင့်စုံပြီးမနေ့ဖြန်ညကြလို့ရှိရင်တခါထပ်ဆက်လက်ပြီးတော့ကျေးဇူးဆက်မယ်ဒီနေ့တရားနာလာကြတဲ့ဓမ္မမိတ်ဆွေသူတော်စင်များဒီနေ့ဟောကြားပေးတဲ့တန်ဝေကညာလေးတွေဒီနေ့ဟောကြားပေးတဲ့တရားလေးတွေလို့နာကြားပြီးငါတို့လောကမှာပိုင်ဆိုင်နေတဲ့ရွှေငွေစည်းစိမ်ယတနာဆိုတာကတော့အောင်ပွဲအစစ်မဟုတ်သေးပါလားကိုယ့်ရဲ့နှလုံးသားထဲမှာဘုရားရဲ့အစိုးအမတွေရောက်မှတကယ်အောင်ပွဲအစစ်ဖြစ်မှာလားလို့တန်ဝေကညာလေးတွေရှင်းတန်းပြီးတော့ကြိုးစားပွားများအားထုတ်ပြီးတော့ဒီဘဝဒီခန္ဓာဒီမြတ်ဗုဒ္ဓရဲ့သာသနာတော်အတွင်းမှာပဲမအိုရမနာရမတရားဖြစ်တဲ့မြတ်နိဗ္ဗာန်ကိုလင်းမြန်စွာမျက်မှောက်ပြုနိုင်သောသူတော်စင်သူတော်ကောင်းများဖြစ်နိုင်ကြပါစေကုန်သတည်းကဲကောင်းပြီဒီနေ့တနေ့တာလုပ်ခဲ့တဲ့အလှူလေးတွေအလှူဆိုတဲ့နေရာမှာလှုပ်အားဒါနအားလုံးသောအလှူတွေမပါဘူးလားကဲဆရာတော်ကြီး